ယနေ့သာသနာတော်နှစ်2569ခုမြန်မာဟောကောဇာတက္ကရာ1389ခုနတ်တော်လာဇန်10ရက်နေ့ခရစ်နှစ်2025ခုနိုဝင်ဘာလ29ရက်နေ့စနေနေ့မင်္ဂလာရှိကောင်းမြတ်သောညချမ်းကာလ၌မန္တလေးမြို့အောင်မြေသာဇံမြို့နယ်မင်းတဲဤကင်ပေါကရိုရတောင်တွင်ကြီးကျောင်းတိုက်ဆူတောင်းပြမြတ်စွာဘုရားဓမ္မယုံဗုဒ္ဓဘုဇနိယဘုရားပွဲတော်အကျိုးဓမ္မသဘင်ပွဲများဆင်နွှဲကျင်းပတရားအလှူတော်ကိုပေးလူကြတဲ့အချိန်ကာလမှာယနေ့ညဓမ္မဒါနဓမ္မပူဇာကောင်းမှုရှင်ကုသိုလ်ရှင်များဖြစ်ကြသောဥဇော်ဝင်းဒေါခင်တန်းဝင်းတို့ကိုအမှုထား၍ဦးမျိုးညွတ်ဒေါ်မာမာဝင်းတို့အားရည်စူး၍ကိုကျော်သူမအီအီဖြူတာမောင်ရဲဝင်းခန့်မောင်ဘုံမြတ်သောတမိမအေးငိမ့်ခန့်နန်းတော်တန်တတ္ထုတန်တိုတန်စကောရောင်းဝယ်ရေးမိသားစုတို့ကတရားလှူတော်ကိုပေးလူလောကြသဖြင့်ဆင်ကျင်းပါအပ်သောဓမ္မသဘင်ပွဲတောင်တွင်းကြီးတိုက်ဆူတောင်းပြမြတ်စွာဘုရားဓမ္မယုံဗုဒ္ဓဘုဇနိယဘုရားပွဲတော်အကျိုးတရားလှူတော်ပွဲမှာတရားပွဲသို့အားခဲညီညာရောက်ရှိလာကြသောတရားချစ်ခင်သတော်စင်အပေါင်းတို့အားတရားပွဲအလှူရှင်နန်းတော်မိသားစုတို့ရဲ့ပါရမီမြောက်တဲ့တရားအလှူတော်ကြီးဖြစ်စေဖို့ရာဟောကြားပေးမဲ့တရားတော်ကဇာတကပါဠိတော်အထာကထာတို့၌လာသောတုံနိလဇာတကဓမ္မကထာဒေသနာတဲ့ပါဠိလိုနာမည်ပေးလိုက်တယ်တုံတိလဇာတကဓမ္မကထာဒေသနာအဲ့တော့ဘာသာပြန်လိုက်ရင်တော့တုံနိလဇတ်တော်လို့ဒီလိုရပါလေအဲ့ဒါကိုလိုက်ဖက်တဲ့ဘာသာပြန်မှုနဲ့ဘာသာပြန်ရမယ်ဆိုရင်ကြောက်စိတ်ဝင်ကရေချိုးကြတရားတော်တဲ့ကဲဘာတရားလဲကြောက်စိတ်ဝင်ကရေချိုးကြတရားတော်ပါဗျာအေးတော့အေးနေပြီရေချိုးခိုင်းရမှာပဲကြောက်စိတ်ဝင်ကရေချိုးကြလို့အမည်ရတဲ့ဓမ္မကထာဒေသနာတော်ဇာတကပါဠိတော်အထာကထာတို့၌လာသောတုံနိလဇတ်တော်ဓမ္မကထာဒေသနာကိုတောင်တွင်းကြီးကျောင်းတိုက်ဆူတောင်းပြမြတ်စွာဘုရားဓမ္မယုံဗုဒ္ဓဘုဇနိယဘုရားပွဲတော်အကျိုးဓမ္မသဘင်ပွဲကိုကျော်သူမအီအီဖြူနန်းတော်မိသားစုတို့ရဲ့တရားလှူတော်ပွဲမှာပါရမီမြောက်တဲ့တရားအလှူတော်ကြီးဖြစ်ကြစေဖို့ရာဟောကြားနာကြကြီးညိုကြရမှာဖြစ်ပါတယ်တရားမဟောကြားကြသေးမီရှေးဥစွာအနန္တောအနန္တ၅ပါးရဲ့ဂုဏ်တွေကိုအာယုံပြုပြီးတော့ရှိခိုးပူဇော်ကြမယ်အလုံးလိုက်ဆိုကြဗုဒ္ဓဂုဏ်တော်မင်္ဂမျောပူဇော်ပါ၏ဖယားဓမ္မဂုဏ်တော်မင်္ဂမျောပူဇော်ပါ၏ဖယားသံဃာဂုဏ်တော်မင်္ဂမျောပူဇော်ပါ၏ဖယားမိဘဂုဏ်တော်မင်္ဂမျောပူဇော်ပါ၏ဖယားဆရာဂုဏ်တော်မင်္ဂမျောပူဇော်ပါ၏ဖယားယုတေမြတ်တို့လက်ဆုံးမို့ရှိခိုးပါ၏ဖယားဗုဒ္ဓမြတ်စွာသာသနာရောင်းဝါနေသို့ထွန်းစေသောသာသနာလာမင်းကျက်ခပင်အလင်းကဘာပြန့်စေသောအလင်းရောင်ကိုလက်ခံကြိုးကြည်ညိုလေးမြတ်ကြစေသောကဘာငြိမ်းချမ်းနိဗ္ဗာန်စ
စံမြန်းနိုင်ကြပါစေသောသာသနာတသံလောကတံဥဒ္ဓိဘဝတုတပ္ပတံသာသနံပိသလောကိသဒေဝရခန္တုတပ္ပတံသာသနာတသသာသနာတော်မြတ်ကြီး၎င်းလောကတသသာသနာတော်ကိုကြီးညိုကြမိခိုကြတဲ့ဒါယိကာမတို့နှင့်တကွယနေ့ညတရားအလှူတော်ကိုပေးလူကြသောနန္တော်မိသားစုများနှင့်တကွဓမ္မသဘင်ပွဲသို့အားခဲ၍ရောက်ရှိလာကြသောတရားချစ်ခင်သူတော်စင်အပေါင်းတို့၏၎င်းဟုတ်ဒီကြီးပွားခြင်းတိုးတက်ခြင်းချမ်းသာခြင်းအောင်မြင်ခြင်းမင်္ဂလာဖြာဖြာသည့်ဘဝတုဘုံတုကောင်းစွာမသွေဖြစ်ပါစေတည်းသာသနံပိသသာသနာတော်မြတ်ကြီးကို၎င်းလောကံပိသသာသနာတော်ကိုကြီးညိုကြမိခိုကြတဲ့ဒါယိကာမတို့နှင့်တကွယနေ့ညတရားအလှူတော်ကိုပေးလူကြသောနန္တော်မိသားစုများနှင့်တကွဓမ္မသဘင်ပွဲသို့အားခဲ၍ရောက်ရှိလာကြသောတရားချစ်ခင်သူတော်စင်အပေါင်းတို့ကို၎င်းဒေဝသာသနာနှင့်ကဘာရေမြေစောင့်ရှောက်ကနေကြကုန်သောနတ်မြတ်နတ်ကောင်းနာပေါင်းတို့ကရခန္တုအန္တရာယ်ကင်းပြောက်ချမ်းသာရောက်အောင်ကောင်းစွာမသွေစောင့်ရှောက်တော်မူနိုင်ကြပါစေကုန်သတည်းသာသနာတော်ကိုကြီးညိုကြတဲ့ဒါယိကာမတို့နဲ့တကွယနေ့ဓမ္မသဘင်ပွဲရှင်တော်ကျင်းပတဲ့အခါမှာတရားအလှူတော်ကိုပေးလူကြတဲ့နန်းတော်မိသားစုများထိုတရားပွဲကိုအခက်ပြီးတော့ရောက်ရှိလာကြတဲ့တရားချစ်ခင်သူတော်စင်များအားလုံးဘေးရန်နေကင်းတဲ့ကင်းကြယောဂါတွေကင်းတဲ့ကင်းကြအသက်ရှည်တဲ့ရှည်ကြချမ်းသာတဲ့ချမ်းသာကြ၍ချမ်းသာသာနေထိုင်နိုင်ကြပြီးလျင်ချမ်းသာစေချမ်းသာမှမြတ်နိဗ္ဗာန်ကိုလျင်မြန်စွာမျက်မှောက်ပြုလွယ်နိုင်ကြတဲ့သူတော်ကောင်းတွေဖြစ်ကြပါစေဓမ္မသဘင်ပွဲတွေဝေးနေတာကြာသွားပြီဆိုတော့ဒီမှာဓမ္မယုံကြီးတဲ့ပြည့်နေအောင်လာပြီးတော့တရားတွေနာကြတယ်တရားရှိရင်တော့ထွက်ပြေးမလားမသိဘူးမနာရတာကြာပြီဆိုတော့ဘလောက်ရှည်နာမှာမို့လားကဲဘလောက်ထိအောင်ရတော့ဘုန်းကြီးတွေကပြောကြတယ်တရားရည်ဆက်နာယီဝက်ထို့ထက်မပူရတဲ့တရားရောရည်ဆက်ချရောဘလောက်တက်လဲထို့ထက်ပိုသောထိုကိုတော်နောင်တော်မပြရတဲ့ထို့တဲ့နာယီဝက်တဲ့ပိုတဲ့ဘုန်းကြီးနောက်မပြနဲ့တဲ့ဘာဖြစ်လို့လဲရှည်လို့ဟုတ်လားလူတွေကအစောကြီးတွေကကြိုရောက်လာလေကျွတ်တော့9နာရီဆို9နာရီကွက်တီရောက်အောင်လာတာဟုတ်ဒီတော့ကြိုရောက်လာတဲ့လူတွေကကြိုပြီးတော့ထိုင်မထားရအောင်လားထိုင်ထားလားထိုင်တော့ဘာဖြစ်တော့ဖင်ပူတာပေါ့ဟုတ်တယ်မလားဆောင်းရသည်ပိုအေးလာပြီဆိုရင်အနေခက်လာတယ်လေဒီတဲ့အေးလာပြီဆိုလို့ရှိရင်အနေခက်လာပြီခုတော့အေးစားဆိုတော့နေကောင်းတော့မရှိသေးတယ်ပေါ့ဒီတဲ့ညာအေးလာပြီဆိုရင်အဲ့ဒါစောစောလဲကြိုးရောက်တယ်ဘုန်းကြီးကလည်းလေးရှိတယ်တရားဝဲမြန်ရှိလာရင်ဒုက္ခပေးတာတွေကများလားဟုတ်လားဟိုတော့အဲ့ဒီသိပ္ပံလမ်းဘက်မှာတရားပွဲတော်ကျင်းပါတယ်ဆရာတော်ကြီးကအာတွေ့တော့အဲ့ဒါဟောလိုက်တာတဲ့လူတွေကစောစောကလူလေကြိုရောက်ရတယ်မဟုတ်လားထိုင်းနာနေရတယ်လေနာလဲသည်ဖြစ်စေနာမလဲသည်ဖြစ်စေမှန်ရလားမှန်ပါတယ်ဗျာပြောရတာလေကြာတော့သူခန္ဓာကိုယ်အစိတ်ပိုင်းနေအချက်ပြတယ်သွားခြင်းလားတရားမသိမ့်သေးဘူးအဲ့ဒါဆိုဘယ်လိုလုပ်မလဲအဲ့ဒါဘယ်လိုလုပ်ကြလို့ဆိုတဲ့အခါကျတော့ဘုန်းကြီးကမှန်ရလားဆိုလို့ရှိရင်မမှန်တော့ဘူးဗျာလို့လျှောက်တာလေတို့လည်းပဲအဲ့လိုမမှန်တော့ပါဘူးဗျာဆိုလို့ရှိရင်တို့ကတရားသိလိုက်မယ်လေမှန်ရလားလို့စမ်းကြည့်မယ်မှန်ပါတယ်ဗျာဆိုမသိမ့်သေးဘူးတို့လည်းဒီလိုပိဋကတွေနဲ့မဟောရတာကြားသွားပြီဟိုတရားပွဲတွေနဲ့ဝေးသွားကြတာအခုတော့မန္တလေးကပြန်ဆလာကြပါပြီအဲ့လိုတရားပွဲတွေနဲ့ဝေးသွားတော့ဘာဖြစ်တော့ငရင်လှုပ်တာ
အဲ့ဒါငရင်လောက်တာအဲ့ဒါတရားဝဲတွေနဲ့ဝေးသွားလို့ငရင်ကျော်ကြီးကငကိုတော့အရေကဒီမှာမန္တလေးတို့စကိုင်းတို့မှာရှိတယ်ဆိုတာသိပြီးသားပဲလှုပ်လားလှုပ်ဘူးဒီလိုလည်းမဖြစ်ဘူးခုကျလှုပ်တယ်ဗျာဘာလို့လှုပ်တာတော့ဆိုတဲ့ခါကျအဲ့ဒါခင်ဗျားတို့ကြောင့်လှုပ်တာဘာလို့တော့တရားလည်းမနာကြဘူးတရားဝဲတွေလည်းမလုပ်ကြဘူးပဋ္ဌာန်းလည်းမရွတ်ကြဘူးပရိတ်တွေလည်းမရွတ်ကြဘူးဓမ္မယုံလည်းမသွားကြဘူးအဲ့ဒီလုပ်ငန်းတွေကဘာလုပ်ငန်းတွေတော့ကုသိုလ်လုပ်ငန်းတွေအန္တရာယ်ကိုကာကွယ်ရေးလုပ်ငန်းတွေမလီကိုကာကွယ်ခြင်းတဲ့ဆိုရင်အဲ့ဒီဖရာနဲ့တရားနဲ့ကုသိုလ်နဲ့ကောင်းမှုနဲ့ကာကွယ်ရတယ်ကဲအန္တရာယ်တွေကာကွယ်ဆိုမယ်ဆိုရင်ဘာနဲ့ကာကွယ်ရမှာလို့ဘုရားနဲ့ကာတရားနဲ့ကာကောင်းမှုနဲ့ကာကုသိုလ်နဲ့ကာမလုံမာဟုတ်တယ်မလားကိုးကွယ်တယ်ဆိုတဲ့စကားလုံးလေးပေါ့နော်ဘုရားကိုအားကိုးရင်အန္တရာယ်တွေကွယ်တယ်တရားကိုအားကိုးရင်အန္တရာယ်တွေကွယ်တယ်သံဃာကိုအားကိုးရင်အန္တရာယ်တွေကွယ်တယ်ကုသိုလ်ကောင်းမှုတွေအားကိုးရင်အန္တရာယ်တွေကွယ်တယ်ဒါကြောင့်ကိုးကွယ်ရတယ်လို့ပြောတာကိုးရင်ကွယ်တယ်ဆိုတာအဲ့ဒါပဲဟုတ်တယ်မလားဒါကြောင့်အဲ့ဒါကိုးကွယ်ကြဘုရားကိုကိုးကွယ်ကြတရားကိုကိုးကွယ်ကြသံဃာကိုကိုးကွယ်ကြဘုရားကိုးကွယ်တရားကိုးကွယ်သံဃာကိုးကွယ်ဘာဖြစ်တုံဆိုတော့အန္တရာယ်တွေကွယ်တယ်လို့ပြောလိုက်တယ်မလားနောက်ထပ်အပေါ်စုတွေရှိသေးတယ်သူကဘုရားကိုးကွယ်တကိုးကျွယ်အပေမကြနိဗ္ဗာန်ရာကဲဆိုကြည့်ပါဦးဘုရားကိုးကွယ်တကိုးကျွယ်အပေမကြနိဗ္ဗာန်ရာဘုရားကိုးကွယ်တကိုးကျွယ်အပေမကြနိဗ္ဗာန်ရာမမှန်တော့ပါဘူးဘုရားတော့လောရတော့မှာနော်ဘာလို့လေရဘေးထွက်နေပြီသိလားကဲဘုရားကိုးကွယ်တယ်ဆိုလို့ရှိရင်တကိုးဩဇာအာနာပါဝါတွေကြီးလာလိမ့်မယ်တကိုးကြီးခြင်းရင်ဘာလို့ရမှာလဲဘုရားကိုးကွယ်ရမယ်မှန်လားဦးဇင်းတို့ဘုန်းကြီးတွေဆိုတကိုးကြီးခြင်းနဲ့တကိုးကြီးခြင်းနဲ့ဆိုဘုရားဂုဏ်တော်များများပွားဘုရားရှိခိုးဘုရားနာနာကိုးလို့ရှိရင်အဲ့ဒါတကိုးကြီးတာပဲတဲ့ဟိုတော့ကသာသနာတက္ကသိုလ်မှာပါမောက္ခကျလို့တော်တဲ့ဆရာတော်ဘုရားကြီးပြောတဲ့စကားအခုတည်းကနားထဲမှာကြားနေတယ်မင်းတို့ကဘုံကံကြတော့ကြီးခြင်းကြတယ်ဘုံကံကြီးတဲ့ဘုရားကြတော့ရှင်မခိုးခြင်းကြဘူးတဲ့ကဲဘုံတကောအာနာပါဝါတွေကြီးကျင်တယ်ဆိုရင်ဘာလို့မှာလဲအပြိုင်တွေအဆိုင်တွေအတိုက်ခိုက်တွေကြော်လွှားခြင်းတယ်ဆိုလဲဘုရားရှိခိုးရတာဟုတ်တယ်မလားဘုရားကဘယ်သူမှမကြော်နိုင်ဘူးလေဒုက္ခဒုက္ခဘုရားကိုပြိုင်နိုင်တဲ့သူဘယ်သူရှိတော့ဘယ်သူမှမရှိဘူးဘုရားကိုကြော်နိုင်တဲ့သူမရှိဘူးဒါကြောင့်အဲ့ဒါကိုယ့်အပေါ်မှာကြော်မှာစိုးလို့ရှိရင်ဘုရားများများကိုးကွယ်ဖရာကုံတွေများများပွားအတိုက်ခိုက်တွေရှိလာပြီအပြိုင်ဆိုင်တွေရှိလာပြီဟုတ်တယ်မလားကိုယ့်ကိုကြောက်တော်မဲ့လူတွေရှိလာပြီမလိုတဲ့လူတွေရှိလာပြီအန္တရာယ်ပေးမဲ့လူတွေရှိလာပြီဘာလို့မှတော့ဖရာများများကိုးကွယ်ရမယ်အဲ့ဒါပဲလက်ကင်ထားမှာပဲဟိုတော့ဦးဇင်းတို့ဂုံတော်တွေတကယ်ပွားခဲ့တာဒါကြောင့်သူများတွေကဒီကိုတော့လူသိများတဲ့တကိုးကြီးတဲ့ပြောကြတာပေါ့လေဘာဖြစ်လို့လဲဆိုတော့ဖရာကုံများများပွားလို့ပဲအဖြေရတော့လေအဲကြောင့်တန်ငယ်ချင်းချင်းချင်းတော့တခါပြောကြတဲ့စကားလုံးလို့ရှိတယ်ဟိုမန္တနာတဲ့နည်းနည်းလေးသူများတဲ့တခုခုသားနေတတ်တယ်တဲ့သူများထင်သွားတာတကယ်သားတာမဟုတ်ဘူးတကယ်ကြဘာလို့လို့ဆိုတော့ဖရာကုံတွေပွားထားတဲ့တကူကြောင့်မှန်လားဒါကြောင့်ကိုယ်စီးပွားရေးလောကမှာလူမှုရေးလောကမှာလည်းသုံးလို့ရတယ်ဒါကြောင့်ဒီလိုအခက်ခဲကာလတွေမှာဆိုဖရာနာနာကိုးထားဖရာကိုနာနာကိုးထားအခုဆရာဘုန်းကြီးပြောတဲ့စကားလေးတစ်ခွန်းကြားဘူးတယ်ပေါ့နော်စီးပွားရေးလောကမှာပေါ့လူတွေကစီးပွားတက်လာကြတယ်ကျတို့ဗမာအယူဆရှိတယ်စီးပွားတက်ရင်တစ်ခါအိမ်ကလူတယောက်ရောက်ပဲ့တတ်တယ်ဒီလိုပြောတာလေအဲ့ဒါဘာလို့ပဲ့တာတော့ဆိုတဲ့အခါကျတော့ဒီဘုံကံနဲ့မတန်တဲ့လူကပဲ့တာငကိုတော့စင်းစင်းရဲနေလာခဲ့တယ်အခုအရင်စီးပွားတွေဖြစ်လာပြီကြီးပွားလာပြီဆိုတဲ့အခါကျတော့ဒီဘုံကံနဲ့မတန်တဲ့လူကပဲ့သွားမှာပဲဒီတော့ဘာလို့ရတော့မတန်တဲ့လူမရှိအောင်ဘာလို့ရလို့ဆိုအဲ့ဒီအိမ်သူအိမ်သားတွေကဘုရားကုံများများပွားလို့ရှိရင်အဲ့ဒါမတန်တာဆိုတော့မရှိတော့ဘူးတဲ့လူတွေကစေတီတွေထိုက်ပြီးတော့ခုံတော်တွေထိုက်နေတာ
ဘယ်ပစ္စည်းရောက်လာလာဖရာသည်ပူဇော်အထူးကိုခံတော်မူတိုင်းတဲ့ပုဂ္ဂိုလ်ကြီးလေကိုကစေတီတွေထိုက်အောင်ဂုဏ်တော်တွေထိုက်အောင်ပွားထားပြီဆိုလို့ရှိရင်ရောက်လာတဲ့ပစ္စည်းကကိုယ်တရံမှာကိန်းနေတဲ့ဖရာကိုပူဇော်တယ်လို့ဖြစ်ပြီးတော့မထိုက်ဘူးဆိုတာမရှိတော့ဘူးတဲ့ဒါကြောင့်စီးပွားများများဖြစ်လေအဲ့ဒါဖရာဂုဏ်တော်များများပွားလေပဲများများစီးပွားဖြစ်ချင်ရင်လည်းဖရာဂုဏ်တော်များများပွားဒီလိုဆိုရင်ဖရာဂုဏ်ပွားတာဟာစီးပွားရေးလုပ်ငန်းတစ်ခုလိုပဲသဘောထားလူမှုရေးလောကမှာလည်းအပြိုင်ဆိုင်နေမရှိဘူးလားတာခြင်းဘာလို့ရမှာလဲဘုရားကုံတော်မြတ်များပွားကဲဒါဘုရားကုံတော်ပွားရင်ပေါ့နော်စောစောကကိုးကွယ်တာဆိုတာအားထားကိုးကွယ်အားထားတယ်ဆိုလို့ရှိရင်အားကိုးတယ်ဆိုလို့ရှိရင်ကွယ်မှာပဲဆိုတာနဲ့ပတ်သက်ပြီးတော့ကဲနောက်တရားကိုအားထားတယ်ဆိုလို့ရှိရင်လည်းပဲအန္တရာယ်ကာကွယ်ပေးမှာပဲအဘိုလ်စုအနေနဲ့ဘာတွေပါအောင်မလဲဆိုတော့တရားကိုးကွယ်ပညာကျွယ်အဘယ်မကြာနိဗ္ဗာန်ရာသို့တရားကိုးကွယ်ပညာကျွယ်အဘယ်မကြာနိဗ္ဗာန်ရာတရားကိုးကွယ်ပညာကျွယ်အဘယ်မကြာနိဗ္ဗာန်ရာတရားကိုးကွယ်ပညာကျွယ်အဘယ်မကြာနိဗ္ဗာန်ရာတရားကိုးကွယ်တယ်ဆိုလို့ရှိရင်အသိဉာဏ်တွေတိုးပွားလာလိမ့်မယ်တဲ့အသိဉာဏ်တွေတိုးပွားရင်ဘာဖြစ်မှာလဲလူဘဝအဓိပ္ပာယ်ကြီးပြည့်စုံလာလိမ့်မယ်လူဘဝကိုဘာနဲ့ပုံဖော်ရတာတော့အသိဉာဏ်နဲ့ပုံဖော်ရတာအသိဉာဏ်ရှိလေလူတံဖို့တက်လေ negative point ကပြောအသိဉာဏ်ပဲလေလူတံဖို့နည်းလေပဲဟုတ်လားဒါဆိုရင်လူတံဖို့တက်ချင်ဘာလို့ရမှာတော့အသိဉာဏ်များများရှိရမှာအသိဉာဏ်ပညာကိုရနိုင်တဲ့ဘက်ကနေဖြစ်ရမယ်အခုကလေးတွေသားတွေသမီးတွေစာသင်ကြတယ်ကျောင်းသွားရတယ်ဆိုတာလူတံဖို့တွေတက်အောင်လို့အဲ့ဒါအခုခင်ဗျားတို့လာပြီးတရားနာကြတယ်ဆိုတာလည်းပဲလူတံဖို့တွေတက်အောင်လို့လုပ်တာပဲမှန်လားတရားလူပေးကြတာလည်းလူတံဖို့တက်ဖို့တရားလာနာကြတာလည်းပဲလူတံဖို့တက်လို့တရားနာတာနဲ့ဘာဆိုင်တော့ဆိုဆိုင်နေအဲ့ဒီထဲကအသိဉာဏ်ပညာတွေမရဘူးလားအသိဉာဏ်ပညာတစ်ခုတည်းနဲ့ဘဝကိုအများကြီးပြောင်းလဲပြနိုင်တယ်သူတော်သူစဉ်ပညာရှင်တို့မိန့်ကျင်စကားတခွန်ကြားကဗရမ ्या ဆန်ကျိုးအဖိုးပြည်တံဧကမုတ်ချတလုံးရတော့နက်ကဖိုးမွန်ကြိုးကဲလွန်ဤသူတော်ကောင်းတွေစီကလမ်းပြတဲ့စကားတခွန်ရလိုက်တယ်ဆိုလို့ရှိရင်တန်ဖိုးဖြတ်မရတော့ဘူးတဲ့ဟုတ်တယ်လေကျတို့ကဟိုပန်းနိုင်ကိုရောက်ချင်လို့ဆိုပြီးသွားနေတာကြီးကတခါတည်းအရှိသွားမှာအနောက်သွားနေတယ်ဆိုလို့ချင်းဘယ်လိုရောက်တော့မလဲဟိုက်ကောင်မင်းသွားနေတာမှားနေတယ်လာဒီပဲဆိုပြီးလှည့်ပေးလိုက်ရင်ဒါရိုက်ရှင်မှန်မသွားဘူးလားသွားလေရောက်လေပေါ့ကဲစောစောကသွားနေတာကသွားလေလွယ်လေဘာမရှိလို့လဲပညာမရှိလို့ဘုဒ္ဓမရှိလို့မှန်လားဒါကြောင့်ပညာရှင်သူတော်ကောင်းကနေလမ်းညွှန်လိုက်တဲ့လမ်းညွှန်ချက်တံမှန်သွားပြီဆိုလို့ရှိရင်သွားနိုင်လေခရီးရောက်လေသွားနိုင်လေခရီးရောက်လေကဲဒီလိုဆိုရင်မြန်မြန်ခရီးရောက်ဖို့ပညာနဲ့သွားမှာဘာနဲ့သွားမလဲလူဘဝကြီးမှာအထက်တန်းရောက်နေတဲ့လူတွေဟုတ်တယ်မလားရှေ့တန်းရောက်နေတဲ့လူတွေချမ်းသာအသီးသီးရောက်နေတဲ့လူတွေဟာပညာနဲ့သွားကြတာပဲပညာရှိလေတန်ဖိုးရှိလေပဲလေကဲဒါကြောင့်တရားကိုအဲ့ဒါရနိုင်တဲ့နည်းနဲ့စိကကိုးကွယ်ကြပါတရားကိုးကွယ်အသိဉာဏ်ကျွယ်ပညာကျွယ်နောက်ဆိုတန်ခါကိုးကွယ်စီစိန်ကျွယ်အဘယ်မကြာနိဗ္ဗာန်ရာတရားတန်ခါကိုးကွယ်စီစိန်ကျွယ်အဘယ်မကြာနိဗ္ဗာန်ရာတန်ခါကိုးကွယ်စီစိန်ကျွယ်အဘယ်မကြာနိဗ္ဗာန်ရာတန်ခါကိုးကွယ်စီစိန်ကျွယ်အဘယ်မကြာနိဗ္ဗာန်ရာဥစ္စာစည်းပွားတွေချမ်းသာခြင်းနဲ့ဆိုရင်တန်ခါကိုကိုးကွယ်ရတယ်တဲ့တန်ခါကိုးကွယ်ရတဲ့ချမ်းသာရောလားဆိုတော့တန်ခါကိုးကွယ်တော့ဘာလို့ရတော့လှူရတာတန်ခါကိုးကွယ်တယ်ဆိုဘာလို့ရတော့အခုနန်းတော်ကလူတွေကျွတ်တို့ကိုကိုးကွယ်တယ်ဆိုတာသူတို့လှူနေရတာလေကဲလှူတယ်ဆိုတာဘုန်းကြီးအတွက်လှူတာလားကိုယ့်အတွက်လှူတာလား
ငါတော့လည်းနားလဲဖို့လိုသေးတယ်အခုသူတို့ကကျွတ်တို့စီးကတ်တယ်ကိုးကွယ်တယ်ပေါ့ဗျာဟိုကြတာပရင်းနေတိုင်းဆုံးဖို့တယ်သူတို့အိမ်ကိုကျွတ်တို့ကလာယူတာနော်သူတို့နန်းတော်ကိုကျွတ်တို့အိမ်ကျွတ်တို့ကလာယူတာတဏှာကြီးကောင်းမောရတယ်သူ့အိမ်ကိုဆွမ်းကျင်လာယူတယ်ကျွတ်တို့ကျောင်းကကျွတ်တို့ကျောင်းမှာတန်ခါ165ပါးရှိတယ်ငရင်မလုတ်ခင်က250ရှိတယ်စာသင်သားတွေကြီးပဲအဲ့ဒါကျွတ်တို့မှာဆွမ်းနေလိုအပ်တယ်သူတို့ပို့တယ်ပို့တော့လာယူရတယ်ဘယ်သူအတွက်လာယူတာလဲသူတို့အတွက်လာယူတာသူတို့ကုသိုလ်ကြီးမြောက်ဖို့လေဟုတ်တယ်မလားကျွန်တော်လာမယူသူတို့အလှမမြောက်ဘူးလေသူတို့အလှမမြောက်ရင်သူတို့ကုသိုလ်မရဘူးပေါ့ဟုတ်တယ်မလားကဲအလှမြောက်တော့ဘာဖြစ်တော့အလှပေးတထဲဖြစ်အမေအလှပေးဘာဖြစ်တော့ဒါပေမဲ့နောက်တဲ့လူတွေဆုံးဖို့ရင်လေတို့ကလာယူတယ်နော်သူတို့အိမ်ဆုံးလာယူတယ်ဒီနေ့လေးမှာဟိုဗာလေမတ်စာတို့အိမ်တွေဗာလေလဲလာယူတယ်ဒီနေ့ဆုံးဖို့တဲ့အိမ်တော်တော်များများရှိတယ်ကဲဒါကျတို့ကြောင့်ကြက်တာပရင်းနေတိုင်းဒီရက်ကိုလာယူတယ်ဘလောက်မောင်းရလဲဆိုအခုကျုပ်ကားကောင်းတဲ့ကားနဲ့မောင်းလာတာတော့မှတနာရီမောင်းရတယ်နော်ကဲလာယူတယ်ဒါသူတို့ကိုချီးမြှောက်တာကျတို့ဘယ်လိုဖြစ်စားလို့ရပါလဲကျတို့ဘွားဒီလိုပဲလျှောက်လာခဲ့တာစာသင်သားဘွားဒီလိုပဲလာခဲ့တာအခုကျတို့မှအထိုက်လျော့ဘုံကန်ကြီးတဲ့ဘုံကြီးဖြစ်ပါပြီသူတို့ဆုံးမပို့လဲကျုပ်စားလို့ရပါတယ်ဒါပေမဲ့လို့သူတို့ပို့တဲ့ခါကျတော့ကျတို့ဟာအော်ဒီတက္ကမတွေဒီတက္ကားတွေသူတို့ကုသိုလ်ကောင်းမှုပြီးမြောက်အောင်မြင်ပါစေကောင်းမှုအဆောက်အဦကြီးအောင်မြင်ပါစေသူတို့ပို့ပြီးတော့ချမ်းသာပါစေသူတို့ပို့ပြီးတော့ကြီးပွားပါစေဆိုပြီးတော့ကျတို့ကလာယူရတယ်အဲ့ဒါကားတစ်စီးအမြဲထားရတယ်ဦးစင်းတစ်ပါးအမြဲထားရတယ်သူတို့ကိုတိလက်ရောက်အဲ့ဒီဦးစင်းစီကိုလှူလိုက်လို့ရအောင်ကာသမားစီမှာစားမဲ့ဘုန်းကြီးစီမြန်မြန်ရောက်အောင်လွယ်သလားမလွယ်ဘူးဒါပေမဲ့လို့ကုသိုလ်ရဖို့ရအတွက်ချီးမြှောက်ကြတာကဲအခုကျွတ်တို့ကြွလာတယ်ဒီမှာလှူရန်နေချတာကဲလှူရတော့ပါပြီတော့ကုသိုလ်ရတယ်ချမ်းသာတယ်ဆိုတဲ့လူတွေကဘယ်သူမှအလကားမချမ်းသာဘူးချမ်းသာအောင်ဘယ်သူမှလုပ်မပေးနိုင်ဘူးဖခင်တော်မှလုပ်မပေးနိုင်ဘူးချမ်းသာအောင်လုပ်ပေးနိုင်တဲ့တကိုးရှင်မရှိဘူးဒါဆိုရင်ဘယ်သူကချမ်းသာအောင်လုပ်ပေးနိုင်တယ်လို့ဆိုကံတရားကပဲချမ်းသာအောင်လုပ်ပေးနိုင်တာကံတရားကဘာကံတရားလဲဆိုရင်ကုသိုလ်ကံတရားပြောဘာကံတရားလဲအဲ့ဒီကုသိုလ်ကံတရားကိုကျွတ်တော့တန်ဃာတွေကိုအမိပြုပြီးတော့စီးပူးရတယ်မှန်လားဒါကြောင့်တန်ဃာကိုးကွယ်တယ်ဆိုလို့ရှိရင်ကောင်းမှုကံတွေများများလုပ်ဖြစ်တယ်ကံတွေများများလုပ်ဖြစ်တော့အဲ့ဒီကောင်းမှုကံတွေကကောင်းတဲ့အမှုတွေလေဘယ်ရိုးရိုးရှင်းရှင်းပြောမယ်ဆိုရင်ကောင်းကံတွေလေကဲဖြောင်းပြန်ပြောလိုက်ကောင်းကံတွေဆိုတော့ကံကောင်းပြီလေကံကောင်းရင်ဘာဖြစ်တော့အနည်းကင်းပြီပေါ့ဟုတ်တယ်မလားချမ်းသာပြီပေါ့စီးပွားဥစ္စာတိုးပြီပေါ့ဒါကြောင့်ကံကောင်းအောင်ကောင်းကံလုပ်ကောင်းကံလုပ်ဖို့ရကောင်းမှုတွေကိုစီးပူးနိုင်ဖို့ရတန်ဃာတွေကိုကိုးကွယ်ရတယ်မှန်လားကဲအလူတစ်ခုမြောက်ဖို့ဆိုတာကကိုယ်တိုင်လည်းပဲတရားတရားရှိရလူကျင်တယ်ဆိုတဲ့တရားတရားရှိရတယ်နောက်ဒုတိယဘာရှိရသေးတယ်လူစရာလည်းရှိရတယ်ပြောဘာရှိရလဲကဲတတိယဘာရှိရသေးတော့အလူကံပုဂ္ဂိုလ်လိုတယ်မှန်လားအလူကံပုဂ္ဂိုလ်မရှိဘူးဆိုလို့ဘယ်သူသွားလူမှာတော့အလူမအောင်တော့ဘူးလေဒါကြောင့်အလူကံပုဂ္ဂိုလ်လည်းလိုတယ်ကဲအလူကံပုဂ္ဂိုလ်တွေထဲမှာအနုတ္တရံပုံညက်ခိတံလောကတကြားဘူးလားရဘူးလားဘယ်ရဘူးလားတော့တန်ခါဂုံတော်ကိုးပါးထဲမှာလေတန်ခါဆိုတာကောင်းမှုဒီဟုသောမျိုးစေ့ကိုစိုက်ပျိုးကျဲချရာအကောင်းဆုံးလေယာမြေကွက်ကြီးဖြစ်ပါတယ်တဲ့တန်ခါဆိုတဲ့လေယာမြေကောင်းမှာစိုက်ပျိုးကျဲချလိုက်တဲ့ကုသိုလ်အပင်ဟာတကယ်ကိုဖြစ်ထွန်းတာဒါကြောင့်လှူမယ်ဆိုရင်ဘယ်သူလှူရမှာတန်ခါကိုလှူကြအေးဒါကြောင့်မလို့ဒီလိုအခက်ခဲကာလတွေဆိုလို့ရှိရင်လှူရတယ်အဲ့ဒါလှူပြည့်အောင်လှူကြနော်အဲ့ဒါဆရာတော်တွေကလည်းချီးမြှောက်ကြတယ်ပေါ့ဟိုးမြတ်စွာဘုရားလက်ထက်ကအဲ့ကပ်ဘေးစိုက်တဲ့မျိုးတစ်မျိုးကိုဆုံးခံကြွကြမြတ်စွာဘုရားကဲမင်းတို့အဲ့ဒီနိုင်ငံအဲ့ဒီမျိုးကြီးကကပ်ဘေးတွေစိုက်နေတယ်ဆုံးခံတွေကြွကြဆိုတော့ဒီဘက်ကစိုက်ဒီအကောင်းမမြင်တဲ့ဘက်ကသူများမှကတ်ဆိုင်နေပါလေဆိုမှဒီကိုတော်တွေကလာအလူခံတယ်ဒီလိုရှိတတ်တယ်
ဘာလို့ကတ်ဆိုင်တာတော့ဆိုတာကကြောင့်ကောင်းမှုကုသိုလ်နဲလို့ကံဆိုးမုန်းမောင်ကြတာမှန်လားအဲ့ဒါကိုမြတ်စွာဘုရားသဗ္ဗညုတဉာဏ်တော်ကြီးနဲ့မြင်တော်မူတဲ့အတွက်ကြောင့်ဘာလို့တော့သွားမင်းတို့ဆုံးခံကြွဆွန်တစွန်လောင်းမြည်သူတို့ကောင်းမှုတစ်ခုဖြစ်တယ်အဲ့ဒီကောင်းမှုတွေကြောင့်ဘေးအန္တရာယ်ကင်းနိုင်တယ်ဆိုပြီးတော့အဲ့ဒါကပ်ဘေးဆိုင်နေတဲ့နေရာကြီးကိုဆုံးခံကြွခိုင်းမှုတယ်အခုကျွတ်တို့ကျောင်းကတန်ဃာတွေ165ပါးငရေမလို့ခင်က250လောက်ရှိတယ်ဆိုတဲ့ခါကျတော့ကျွတ်တို့ကမြို့ထဲကိုလာပြည့်လာကွယ်ဥပုံနေတွေမှာဆုံးခံကြွတယ်ဆုံးခံကြွတော့အဲ့ဒီငရေလောက်ပြီးတဲ့နောက်ကနေမကြွပြဘူးပေါ့ဗျာမကြွတော့လူတွေကဆုံးလောင်းကျင်လာပြီလွမ်းဆုပ်ကုန်ကြပြီဘုန်းကြီးတွေကိုလေအဲ့ဒါနဲ့ကြွပါဆိုမှကျွတ်တို့ကအာနာလို့ခင်ဗျားတို့လည်းကိုယ့်အနေကိုပြဿနာနဲ့ကိုရှင်းနေရတာဆိုတော့ကျွတ်တို့လည်းပဲပြိုးသွားတဲ့ကျောင်းနေနဲ့အခက်အခဲတွေနဲ့ကြားထဲမှာဆိုကိုယ့်အနေကိုပဲဖြစ်တယ်လို့ပဲနေနေတာဆိုမဟုတ်ပါဘူးဗျာအရှင်ဘုရားတို့မကြွရင်တပည့်တော်တို့ကုသိုလ်မရဘူးတဲ့ဒါကြောင့်ကြွပြအောင်ကြွပါဆိုလို့အဲ့ဒါကျွတ်တို့ငရေလောက်ထားတဲ့အပူအပြိုတွေအပြက်တွေကြားထဲလဲဆုံးခံကြွခဲ့တာပဲခုလားဥပုံနေဆိုရင်ကြောင်းတရားကြွတာနေ4နေရာကြွတယ်ပေါ့ညို့ထဲမှာပေါ့နော်ကဲအဲ့ဒါကောင်းမှုရှိမှကံကောင်းမယ်ကံကောင်းမှဘေးအန္တရာယ်ကင်းမယ်ဒါကြောင့်တို့တွေဟာဘေးအန္တရာယ်ကိုတွန်းလှန်ဖို့ရအတွက်ကောင်းမှုတွေမလုံးလားလို့လားကာယကံကောင်းမှုတွေတတ်နိုင်သမျှပြုဝစီကံကောင်းမှုတွေတတ်နိုင်သမျှပြုမနောကံကောင်းမှုတွေကိုတတ်နိုင်သမျှပြုပြီးတော့ကံကောင်းအောင်နေကြကံကောင်းလို့ရတော့ဗျာဟိုတော့မြတ်သက်ကြဆရာတော်ဘုရားကြီးပြောတဲ့စကားရှိတယ်မောက်လဲတာတော့မှဒူးပိုက်ဆံကတ်တယ်ကွာဆရာတော်ကြီးကလဲတာတော့မှရွှေအိုးပေါ်လဲတာတဲ့ကဲတက်တောင်တက်တာလည်းဖြစ်တယ်အောက်မှာလည်းပဲပါပြီတော့ထောက်ထားတဲ့ဒူးကရွှေအိုးတူးပြီးသားဖြစ်သွားတာတဲ့ကဲဒါကြောင့်တို့တွေလည်းလဲမယ်ဆိုရင်တော့မှဘယ်ပေါ်မှာလဲရမှာလဲရွှေအိုးကြီးပေါ်မှာလဲတဲ့သူတွေဖြစ်ပါစေကဲအဲ့ဒါလက်ဆောင်ပေးတာနော်တရားလက်ဆောင်ပေးတာမမြင်ရတာကြားလို့ဒီလူတွေနဲ့မပြောရတာကြားလို့မဟောရတာကြားလို့လက်ဆောင်ပေးတာကဲတုံနိလဇတ်ကိုသွားမယ်တုံနိလဇတ်ဆိုတာတကယ်တော့ဘုရားလောင်းဝမင်းဘဝမှာအခြေခံခဲ့တယ်အဲ့တော့တို့ညီကို2ယောက်ရှိတယ်2ကောင်ပေါ့စုလတုံနိလဆိုတဲ့ညီလေးနဲ့မဟာတုံနိလဆိုတဲ့အဲ့ဒါဝက်2ကောင်ပေါ့အဲ့ဝက်2ကောင်ကတောထဲမှာတို့ဒါဝက်ဆိုမှတော့ဝက်မရကြမှာပေါ့အဲခြုံပုတ်ကြီးထဲမှာတို့ဝက်လေး2ကောင်ဝက်မရကြပြီးတော့ထားတာတို့ဝက်ကလေး2ကောင်ခြုံပုတ်ထဲမှာအေးအေးဆေးဆေးနေနေတဲ့အချိန်အမေလည်းရှိတယ်တို့ဝက်မကြီးအမေလည်းရှိတယ်အဲ့ဒီအချိန်မှာဘသူရောက်လာတယ်လဲဆိုလို့ရှိရင်အဖွားအိုတယောက်ရောက်လာခဲ့တာအဖွားအိုကဘာလို့တာလဲဆိုရင်အလေးကျဝါတွေကိုလိုက်ကောက်တာဝါဆိုတာနားလဲလားဒါဆိုတောသူတွေထင်တယ်ဟုတ်တယ်မလားဝါကောက်တယ်ဝါဖတ်တယ်ဟုတ်တယ်မလားဝါကြက်ရတယ်အဲ့လိုမျိုးတွေရှိတယ်မလားအဲ့ဒီကနေမှအဝတ်တွေဖြစ်လာခဲ့တယ်လေအဲ့တော့အဖွားကအလေးကျဝါတွေကောက်ရင်နဲ့အဲ့ဒီခြုံပုံသားရောက်တဲ့ခါကျတော့ဝက်မကြီးထွက်ပြေးကြောက်နေတယ်ဒါနဲ့ဟာဦးဆိုဝက်မကြီးပြေးတယ်ဆိုတဲ့ခါကျတော့အဲ့ဒီမှာဖွားကြီးကဘာတွေ့တော့လဲဆိုဝက်ကလေး2ကောင်တွေ့ဝက်ကလေး2ကောင်ကိုမြင်ချင်းသားအရင်ကဲ့သို့ချစ်စိတ်ဖြစ်တယ်တဲ့နော်ဘဝအဆက်ဆက်ကမတော်ဆက်ခဲ့ဘူးတဲ့ဆွေမျိုးဆိုတာမရှိဘူးမို့လားတကယ်သားအရင်တွေလည်းဖြစ်ခဲ့လို့ဖြစ်ကောင်းဖြစ်မှာပေါ့အခုဘာဖြစ်နေလဲဝက်ဖြစ်နေတယ်လေအဲ့ဒါနဲ့ဝါမကောက်တော့ဘဲနဲ့ဝါကောက်မဲ့တောင်းတဲ့ကိုအဲ့ဒီဝက်ကလေး2ကောင်ထည့်ပြီးတော့ပြန်လာခဲ့တယ်ပြန်လာပြီးတော့အိမ်ရောက်တဲ့ခါကျတော့အဲ့ဒါတကယ်သားအရင်ကဲ့သို့အဲ့ဒီဝက်ကလေး2ကောင်ကိုပြုစုထားတယ်နာမည်လည်းပေးထားတယ်အကြီးကိုမဟာတုံနိလအငယ်လေးကိုစုလတုံနိလဆိုပြီးနာမည်ပေးထားအဲ့တော့နေရင်နဲ့အဲ့ဒီသားလေးတွေကိုတကယ်ချစ်တကယ်လည်းပြုစုတကယ်လည်းကျွေးမွေးထားတာပေါ့ပြင်းရင်ဒီကလေးဝက်ကလေးတွေနဲ့ပဲဆော့တယ်တနေ့ကျတော့ဗာရဏသီမြို့ထဲမှာပွဲလန်းကြီးရှိတော့အဲ့ဒီမှာဝက်သားလာပြီးတော့ဝယ်ကြတယ်ဒီဝက်ကလေး2ကောင်ရောက်မှာပေါ့မရောက်နိုင်ဘူးဒါငါသားလေးတွေဒါငါအသားအတွက်ထားတာမဟုတ်ဘူးသားအတွက်ထားတာပြောတယ်ညှင်းထုတ်လိုက်တယ်ပေါ့ညှင်းထုတ်နေဆိုတော့ညှင်းထုတ်ရတာအချိန်များလာတဲ့အခါကျတော့နောက်ဆုံးဘသူတွေကလာချင်းကတ်တုံးဆိုတော့အရက်သမားတွေကလာချင်းကတ်တယ်သူအမီးရခြင်းလို့ဖြစ်မှာပေါ့
အဲ့မှာလာချင်းကတဲ့ခါကျတော့အမေကစောစောတော့ညှင်းထုတ်တယ်နောက်ဆုံးကျတော့အဲ့ဒီအရက်သမားတွေကဘာလုပ်တုံးဆိုတော့ခါကျလူတွေခေါင်းငိမ့်စေခြင်းရဲ့အရက်တိုက်ရတယ်တဲ့ဘာလို့ရတော့အရက်တိုက်လို့ကတော့ခေါင်းငိမ့်တယ်ဆိုပဲမဖြူอ่ะဟမ်အဲ့ဒါနဲ့အဲ့ဒီအဖွားအိုကြီးကိုအရက်တွေချော့တိုက်ကြတာအရက်ချော့တိုက်တဲ့ခါအရက်ထဲမှာမျောသွားတဲ့ခါကျတော့အဖွားဒီအရက်ကဝတ်သားနဲ့ဆိုရင်ပိုကောင်းတယ်ဒါကြောင့်အမေသားနှစ်ကောင်နဲ့တကောင်တော့အမြည်လို့ရအောင်ဆိုတော့ကဲဒါဆိုလဲအငယ်ကောင်ယူကွာကဲသားကဲတော့စောင်းရှောင်းလာတဲ့သားနှစ်ကောင်တကောင်တော့ပေးလိုက်ပြီမို့လားဘာလို့ပေးလိုက်တာတော့အရက်ကြောင့်ပေးလိုက်တာကဲဘလောက်ပဲချစ်တယ်ပြောပြောအရက်ကဂျားထဲမှာဟုတ်တယ်မလားဝင်ပြီးတော့နှောက်လိုက်တယ်ဆိုလို့ရှိရင်လူတွေကအကုန်နှောက်သွားတာနော်ချစ်စိတ်တွေလည်းနောက်သွားတာပဲဟုတ်တယ်မလားခင်တဲ့စိတ်တွေလည်းနောက်သွားတာပဲနော်ဒါကြောင့်အရက်အနှောက်ခံလိုက်ရလို့ရှိရင်လူတွေကနောက်သွားတာဟိုဓာဖြက်ဝမြက်လူဖြက်အရက်လို့ပြောတယ်မဟုတ်လားလူရဲ့သစ္စာတရားတွေအရက်ကဖြက်တယ်မေတ္တာတရားတွေအရက်ကဖြက်တယ်ခင်မင်မှုတရားတွေအရက်ကဖြစ်တယ်ဖြက်တယ်အကုန်လုံးစောင့်စည်းမှုတရားတွေအကုန်လုံးအရက်ကဖြက်လာအရက်ဝင်လာပြီးမိုးသွားပြီဆိုစောင့်စည်းရမှမသိတော့ဘူးလေကောင်းတဲ့လူကိုဘာလို့ပြစ်တာလဲဖြက်ပြစ်တာ तू ကဖြက်တဲ့အလုပ်ဖြက်မှာပဲဒီလိုဆိုရင်ကျွတ်တို့ကဒီဟာတို့ကိုဖြက်မဲ့တရားပဲဆိုတာသိပြီးတော့ရှောင်ရမှာရှောင်ရမဲ့တာဝန်ကဘသူရဲ့တာဝန်လဲလူသားရဲ့တာဝန်လူသားလှုပ်ချင်မလို့ရဘူးလူသားမှာဘာရှိလဲအတိတရားရှိတယ်အတိတရားရှိလေလူတံမို့တက်လေအတိတရားရှိလေလူတံမို့တက်လေအဲ့ဒီအတိတရားနဲ့ဟာငါတို့ကိုဖြက်မဲ့အရက်ဒါငါတို့ကရှောင်းကိုရှောင်းအောင်မယ်ဆိုပြီးတော့ရှောင်းမှာမရှောင်းရင် तू ကဝင်ဖြတ်မှာပဲခုကြည့်ဟုတ်လားမလားသားလိုချစ်နေတဲ့ဝက်ကလေးတွေပေါ်မှာ तू ဝင်ဖြတ်ပြီလေဝင်ဖြတ်တဲ့ခါကျတော့ကဲညီကလေးတကောင်ကိုယူကွာဆိုပြီးတော့ပေးတယ်အကိုကြီးတော့မပေးဘူးဘာလို့အကိုကြီးမပေးတာတုံးဆိုလို့ရှိရင်အကိုကြီးကဘုံကံရှိတယ်ဘယ်သူတုံးဆိုရင် तू ကဖယားလောင်းကြီးကိုဖယားလောင်းဆိုတော့ဘဝဆက်တိုင်းမှာကောင်းမှုတွေပြုထားကုသိုလ်တွေပြုထားတာဖြစ်တဲ့အတွက်ကြောင့်ကောင်းမှုအရှိန်ကုသိုလ်အရှိန်တွေကအလေးပေးစရာရှိရင်ဥစွာအလေးပေးတယ်လေးစားစရာရှိရင်လည်းသူ့ကိုအလေးစားတယ်ခေါင်းဆောင်တင်မယ်ဆိုရင်လည်းသူ့ကိုခေါင်းဆောင်တင်မယ်ဒီလိုဆိုတော့အခုလိုဒီအသက်ဘေးနဲ့ရင်ဆိုင်တဲ့အခါမှာသူ့ကိုမပေါ်လဲမပေါ်ဘူးသူ့ပေးလဲမပေးဘူးသူ့ကိုကြီးညိုတာရောလေးစားတာရောဆိုတော့ညီလေးပေးလိုက်တာကဲညီလေးယူဆိုတာအဲ့မှာညီလေးဖမ်းကြတော့တာဗောဖမ်းတဲ့ခါကျညီလေးကတအားကြောက်ပြီးတော့ဘယ်ပြေးရမှမသိတော့ဆောက်တီယာမရဖြစ်သွားတယ်အဲ့လိုဆောက်တီယာမရဖြစ်နေတာကိုဘယ်သူကသိတော့ဆိုအကိုကြီးကသိတယ်အဲ့မှာအကိုကြီးကပြောတယ်ညီလေးမတအားကြောက်နေပြီမို့လားတဲ့ကြောက်နေပြီကျွန်တော်တို့ညီကိုနှစ်ယောက်ပေါ်မှာတခါမှမလုပ်ဘူးတဲ့အမူအကျင့်တွေအမေလုပ်နေပြီတဲ့ကျွန်တော်တို့ညီကိုနှစ်ယောက်ပေါ်မှာတခါမှမလုပ်ဘူးတဲ့ဒီလိုအမှုချင်းမျိုးဒီလိုအတန်မျိုးနဲ့လည်းတခါမှမပြောဘူးဒီလိုမျိုးလုံးမျိုးနဲ့လည်းကျွန်တော်တို့ပေါ်မှာတခါမှမကြည့်ဘူးတဲ့အဲ့ခါမှာဘုရားလောင်းဝယ်မင်းညံပြောတယ်အရက်ကြောင့်မပြောဘူးတဲ့စကားတွေပြောတာမကြည့်ဘူးတဲ့အကြည့်တွေကြည့်တာမတွေ့ဘူးတဲ့အမှုရာတွေတွေ့တာတဲ့ဒါကိုပတ်ဝန်းကျင်မှာလည်းဒီလိုပဲရှိမယ်မလားအရက်ကဝင်နှောက်လိုက်လို့ရှိရင်စကားတွေအကုန်နှောက်သွားတယ်မျက်လုံးတွေလည်းအကုန်နှောက်သွားတယ်အတန်တွေလည်းအကုန်နှောက်သွားတယ်အမှုအကျင့်တွေလည်းအကုန်လုံးကြမ်းထမ်းသွားတယ်ညီလေးမင်းအရက်ကြောင့်နှောက်သွားတာတဲ့သူအရက်ကြောင့်နှောက်တော့မသိဘူးကျွန်တော်တော့ကြောက်နေတော့တာပဲတဲ့အဲ့ခါမှာအရန်ကြောက်နေပြီဆိုတဲ့ညီလေးကိုဘုရားလောင်းဝမင်းကြီးကပြောတယ်ဩဃဟရဟတံအကဒမံတပံသေဒမလံဘဝဟယနဝံစဝိလေပနံကနာဟိယတစိန်တော်နခရာစီစိတ်စတိညီလေးတဲ့မင်းတအားကြောက်နေပြီဆိုလို့ရှိရင်မင်းရေချိုးกว่าတဲ့ကြောက်ရင်ဘာလုပ်ရမှာလို့ရေကန်ကြီးနဲ့ဝင်ပြီးတော့မင်းရေချိုးလိုက်တဲ့ရေချိုးလိုက်တဲ့အဲ့ဒါကိုဘုရားလောင်းဝယ်မင်းကြီးဟာဩဃဟရဟတံအကတမံတုံနိလညီလေးစုလတုံနိလတကယ်လို့များမင်းကြောက်နေတယ်ဆိုလို့ရှိရင်ဩဃဟရဟတံအကတမံညုံမရှိတဲ့ရေတဲကိုဆင်းပြီးတော့မင်းရေချိုးပြအောင်ချိုးလိုက်ပါ
ရေချိုးကွာတဲ့မင်းရေချိုးလို့ရှိရင်ကြောက်စိတ်တွေပျောက်သွားလိမ့်မယ်တဲ့ကဲဆိုရေစဉ်ချိုးလျင်ကြောက်စိတ်စဉ်သင်တွင်ချမ်းသာမည်ဆိုရေစဉ်ချိုးလျင်ကြောက်စိတ်စဉ်သင်တွင်ချမ်းသာမည်ရေစဉ်ချိုးလျင်ကြောက်စိတ်စဉ်သင်တွင်ချမ်းသာမည်ရေစဉ်ချိုးလျင်ကြောက်စိတ်စဉ်သင်တွင်ချမ်းသာမည်ညီလေးလည်းမင်းတအားကြောက်နေပြီဆိုလို့ရှိရင်မင်းရေစဉ်ရေကောင်းတွေကိုချိုးလိုက်တဲ့ပြီးတော့မင်းမှာပေနေတဲ့တပ္ပံသေတမလံပဝဟယချွေးအညစ်အကြေးတွေကိုလည်းဆေးလိုက်ပါတဲ့ချွေးအညစ်အကြေးတွေကိုလည်းဆေးလိုက်တဲ့ဒုတိယစကားတစ်ခွန်းနောက်တတိယစကားတစ်ခွန်းကပြီးရင်မင်းတဏ္ဍခါလိမ့်လိုက်တဲ့မင်းအဲ့ဒါဆိုကြောက်စိတ်ပြောက်သွားလိမ့်မယ်တဲ့စကား၃ခွန်းပြောတယ်နော်ပရမစကားတစ်ခွန်းကမင်းရေချိုးလိုက်ရေချိုးတဲ့အခါမှာအညစ်အကြေးတွေပြောင်းသွားလိမ့်မယ်အဲ့ဒီအခါမှာမင်းတဏ္ဍခါလိမ့်တော့တဲ့ဒါဆိုရင်မင်းချမ်းသာသွားလိမ့်မယ်ဒီတော့ညီလေးဆူလာတုံနီလာအကိုကြီးပြောနေတဲ့စကားတွေမှာကျွန်တော်တို့ဝက်မင်းတွေအတုံးတော့မဟုတ်ဘူးတဲ့အကိုဘယ်ကအတုံးတော့ဘယ်ကယူစစ်တွေကိုယူပြီးတော့ပြောတာလဲပေါ့အကိုပြောတဲ့ရေစဉ်ဆိုတာဘာလဲဆိုရေစဉ်ဆိုတာဘယ်အရာသေချာမိတ်ဇံမှာဆိုလိုက်ရေစဉ်ဆိုတာဘယ်အရာသေချာမိတ်ဇံမှာရေစဉ်ဆိုတာဘယ်အရာသေချာမိတ်ဇံမှာရေစဉ်ဆိုတာဘယ်အရာသေချာမိတ်ဇံမှာကျွန်တော်တို့ဝတ်တည်းရဲ့စကားတွေထဲမှာရေစဉ်ဆိုတာမရှိပါဘူးတဲ့အကိုကြီးဘယ်ရေစဉ်ချိုးရမှာတော့ဆိုတဲ့ခါကျတော့ဓမ္မောရဟတောအကဓမ္မောမင်းရေစဉ်ဆိုတာအခြားရေပြောတာမဟုတ်ဘူးကွာတဲ့ဗဂရိရေကိုပြောတာမဟုတ်ဘူးတရားရေကိုပြောတာတဲ့ဆိုတရားဆိုတာရေစဉ်မှာသေချာမှတ်စမ်းပါဆိုတရားဆိုတာရေစဉ်မှာသေချာမှတ်စမ်းပါတရားဆိုတာရေစဉ်မှာသေချာမှတ်စမ်းပါတရားဆိုတာရေစဉ်မှာသေချာမှတ်စမ်းပါတဲ့ရေစဉ်ဆိုတာဘယ်ဟာတဲ့လဲတရားကိုပြောတာတဲ့ဆိုရေစဉ်ချောလျင်ကြောက်စိတ်စဉ်သင်တွင်ချမ်းသာမည်ရေစဉ်ချောလျင်ကြောက်စိတ်စဉ်သင်တွင်ချမ်းသာမည်ရေစဉ်ချောလျင်ကြောက်စိတ်စဉ်သင်တွင်ချမ်းသာမည်ရေစဉ်ချောလျင်ကြောက်စိတ်စဉ်သင်တွင်ချမ်းသာမည်ကြောက်စိတ်တွေဖြစ်လာပြီဆိုလို့ရှိရင်ရေစဉ်ကိုချိုးပါရေစဉ်ဆိုတာပဲအရာလဲဆိုတဲ့အခါကျတော့တရားကိုပြောတာတဲ့ကဲဦးဇင်းတို့တွေနေ့စဉ်ဘဝမှာရင်ဆိုင်ရတဲ့အခါမှာကြောက်စိတ်တွေဝင်တာတွေမရှိလားရှိလားအဲ့လိုကြောက်စိတ်တွေဝင်လာပြီဆိုလို့ရှိရင်တရားလက်ကင်ထားပြီးတော့နေလို့ပြောတာကြောက်စရာအကောင်းဆုံးဘေးရန်နေတွေ့အောင်မယ်လောကမှာကြောက်စရာအကောင်းဆုံးဘေးရန်ဆိုတာဘယ်ဟာလဲဆိုရင်အိုဘေးနာဘေးသေဘေးပြောဘယ်ဘေးတွေလဲအဲ့ဒီဘေးကြီးနဲ့တွေ့ပြီဆိုရင်သူရောကိုရောမကြောက်ဘူးလားကြောက်လားဒါဆိုရင်ဘာလုပ်ရမှာတော့တရားလက်ကင်ထားပြီးတော့နေရမယ်မှန်လားဦးဇင်းတို့ဘဝပြဿနာတွေဖြေရှင်းတဲ့အခါမှာပြီးတော့ဘဝပြဿနာဆိုတာလေဦးဇင်းတို့ရဲ့နောက်ဆုံးအချိန်တွေရောက်ပြီဆိုလို့ရှိရင်တော့ဖြင့်အဲ့ဒါကြောက်ကြလန့်ကြပူကြဆွေးကြဟောဒီမှာကြေကွဲကြမှာပဲအဲ့ဒီအချိန်မှာကျွတ်တော့လက်ကင်ထားရမယ်အရာပဲဟာလေတရားကိုလက်ကင်ထားရမယ်မှန်လားဟိုတော့တောင်ပုလို့ဆရာတော်ကြီးပြောတဲ့စကားတစ်ခုရှိတယ်နေ့စဉ်ဘဝမှာနေကြတာဆိုတော့တဲ့လူတွေဟာဒါစီးပွားရေးလူငွေသားရေးသမီးရေးအိမ်အောင်ရေးတွေနဲ့ဆိုတော့ပူကြတာပဲတဲ့အဲ့ဒီအပူတွေကိုကာကွယ်တတ်ဖို့တော့လိုတယ်ဒါဆိုရင်ဘယ်လိုကာကွယ်မလဲဆိုတော့ကိုနေ့စဉ်ပူနေတာဘယ်ဟာလုံးဆိုလို့ရှိရင်ထမင်းကိုတဲနေကြတာပဲတဲ့မတဲမစားဘူးလေထမင်းကလည်းတရားမှာပဲမဟုတ်လား
ဒီတော့သမင်းအိုးကြီးဒီတိုင်းနဲ့တယ်လို့ရှိရင်သမင်းအိုးကြီးဒီတိုင်းနဲ့သွားကြရင်မပူလားပူလားဒါဆိုအဲ့ဒီသမင်းအိုးမပူအောင်ဘာနဲ့ကြိုင်မလဲလက်ခုကလေးနဲ့ကြိုင်တဲ့ဒီလိုပဲတဲ့ဘဝအရေးဘဝအရာဘဝပြဿနာတွေကိုဖြေရှင်းတဲ့အခါမှာအဲ့ဒီဓမ္မလက်ခုကလေးကိုင်းပြီးဖြေရှင်းကြတဲ့အဲ့လိုဘဝလက်ခုဓမ္မလက်ခုကလေးကိုင်းပြီးတော့ဖြေရှင်းမှအပူတက်တာမယ်မှန်လားအပူတက်တာဖို့တရားလက်ခုကလေးတွေကိုင်းထားရမယ်အခုကျွန်တော်အိုဘိန်းနဲ့တွေ့တော့မယ်နာဘိန်းနဲ့တွေ့တော့မယ်သေဘိန်းနဲ့တွေ့တော့မယ်ဆိုရင်ဆိုတော့ဘာမှမသိတဲ့ဝက်ကလေးတော့မကြောက်ဘူးလားကြောက်လားအဲ့တော့အကိုကြီးကပြောတယ်ငါညီလေးမင်းကြောက်စိတ်ဝင်နေတယ်ဆိုလို့ရှိရင်မင်းရေချိုးကွာဆိုတော့ကဲဘယ်ရေချိုးရမှာလဲတရားဆိုတာရေစင်ပါပဲတဲ့တရားရေစင်ကိုချိုးပါဆိုတော့တရားလက်ကင်ထားတရားနှလုံးသွင်းမဖြစ်ဖြစ်အောင်လို့တရားတာကာမထားဘူးဆိုရင်တရားနဲ့ခုမထားဘူးဆိုလို့ရှိရင်ကျတို့အပူတွေအလောင်းတွေကခန္ဓာရည်ရှိမှာမဟုတ်ဘူးဒီတော့အပူအလောင်းတွေကြောက်စိတ်တွေနဲ့နေကြောက်စိတ်တွေနဲ့သေရင်လည်းပဲသူဂတိဘဝမရောက်ဘူးဒေါသနဲ့သေငရဲပြေးဆိုကြားဘူးတယ်မဟုတ်လားကြောက်စိတ်ဆိုတာဒေါသပဲဘာဒေါသလဲဆိုလို့ရှိရင်ဒေါသနဲ့လိုက်ဖက်တဲ့စကားပြောမယ်ဆိုရင်အကြဒေါသပြောဘာဒေါသလဲရိုက်မနဲ့မတတ်မဖြတ်မယ်ဆိုတော့ဆဲဆိုအော်ဟစ်တာကအတက်ဒေါသဒီလိုလဲရှိတယ်အကြဒေါသအတက်ဒေါသအကြဒေါသဆိုတာကြောက်တာလန့်တာပူဆွေးတာငိုကြွေးတာကြေကွဲတာတွေကအဲ့ဒါအကြဒေါသတွေပဲဘယ်ဒေါသနဲ့သေးဒေါသနဲ့တာသေမယ်ဆိုရင်ဘယ်သွားမှာတော့ငရဲပြီသွားမှာလို့ဆိုရင်လူတွေဟာအိုဘိန်းနာပဲသေဘိန်းနဲ့ရင်ဆိုင်ရပြီဆိုတူကိုမကြောက်လားကြောက်လားအဲ့ဒီကြောက်စိတ်နဲ့သေသူမှန်သမျှဘယ်သွားတော့လမ်းတော့ဖုံနေဗျာလိုက်သွားရမလားအများတော့သွားတာပဲအဲ့ဒီလမ်းကိုလေတော်တော်များများကြောက်စိတ်နဲ့ပဲသေကြတာပဲကိုရောအဲ့လိုသေမလားကိုဘဝနေကုန်းကိုအဲ့လိုပဲအဆုံးသတ်မလားဒါအတိတရားရှိသွားပြီလေအဲ့ဒီချိန်ဆိုရင်ငါတို့အကြီးအကျယ်ရင်ဆိုင်ရမယ်ဒီတော့ငါတို့ကတရားလက်ကင်ထားမှဖြစ်မယ်ဆိုတာသဘောပေါက်ပြီးတော့အခုတွေကနေတရားနေကြိုတင်ပြီးတော့ပြင်ဆင်ဖို့မလုံလားလို့လားဒါကြောင့်တောင်မှုလို့ဆရာတော်ဘုရားကြီးကနေ့စဉ်ဘဝတွေကထမင်းချက်တို့လက်ခုကလေးနဲ့ကိုင်ပြီးတော့ချက်ကြလူမွေးလို့ရင်ဓမ္မလက်ခုလေးနဲ့လုံးအဲ့တော့အိမ်တော်ရဲ့သားရဲ့သမီးရဲ့လည်းဓမ္မလက်ခုလေးနဲ့လုံးစီးပွားရေးလည်းပဲဓမ္မလက်ခုကလေးနဲ့လုံးဘယ်ဟာမှတရားမမဲ့စီနဲ့တရားမဲ့ရင်အပူအလောင်းတွေမိတတ်တယ်မှန်လားအဲကြောင့်ဖြူစင်တဲ့တရားကိုလက်ကင်ထားပြီးတော့နေပါတဲ့အဲ့ဒါဆိုရင်စိတ်တွေအေးချမ်းလာပါလိမ့်မယ်ဒီတော့အကိုကြီးပြောတဲ့စကားထဲမှာဖြူစင်တဲ့ရေဖြူစင်တဲ့ရေဆိုပြီးတော့ပြောတယ်အဲ့ဒါဆန့်ကျင်ဘက်ကဘာလို့ဆိုတော့ခါကျညွန်မရှိတဲ့ရေကိုပြောတာတဲ့ဖြူစင်တဲ့ရေဆိုတာဘာလဲအကိုကြီးကလည်းကျွန်တော်တို့ဝတ်တွေရဲ့အသုံးလုံးမှာညွန်ဆိုတဲ့စကားလုံးမကြားဘူးပါဘူးတဲ့မဆမ်းဘူးပေါ့နော်မကြားဘူးပေါ့ထူးခြားပြီးတော့မကြားဘူးအခုကအကိုကြီးကညွန်မရှိတဲ့ရေကိုပြောတယ်ဆိုညွန်ဆိုတာဘယ်ဟာတွေလဲတဲ့အဲ့တော့အကိုကြီးကပြောတယ်ကဲမှတ်မိအောင်တခါတည်းလိုက်ဆိုယာကဆိုတာရှုညွန်ပါစိတ်မှာပေတတ်သည်ဆိုယာကဆိုတာရှုညွန်ပါစိတ်မှာပေတတ်သည်ယာကဆိုတာရှုညွန်ပါစိတ်မှာပေတတ်သည်ယာကဆိုတာရှုညွန်ပါစိတ်မှာပေတတ်သည်ရှုနေညွန်နေနဲ့တူတဲ့အရာဆိုတာစိတ်မှာပေတဲ့အရာပြောတာတဲ့စိတ်မှာပေတတ်တဲ့အရာဆိုတာဘယ်ဟာလဲဆိုတော့ခါကြတော့ယာကတွေတဲ့ဒီခန္ဓာကိုယ်ပေါ်မှာအဝတ်ပေါ်မှာပေမှာမဟုတ်ဘူးဘယ်ပေါ်မှာပေမှာလဲစိတ်ပေါ်မှာပေမှာစိတ်ပေါ်မှာပေတဲ့ရှုညွန်ကပိုချွတ်ရတာခက်တယ်မှန်လားချွတ်လည်းမချွတ်ကြဘူးလေဟိုတော့ကဒီရွှေချင်းမြင်ဘုရားထဲမှာလာပြီးတော့တရားအားထုတ်တဲ့တကားလေးတယောက်ရှိတယ်အဲ့ဒီမှာကျိုးကရွှေချင်းမြင်ဘုရားထဲမှာလာတရားဟောတဲ့ခါကျတော့မရသူကစကားလာပြောတယ်တပည့်တော်လည်းရွှေချင်းမြင်ဘုရားထဲကိုနေတိုင်းတပည့်တော်လာပြီးတရားထိုင်တာဘာလို့တော့ဆိုလို့ရှိရင်တဲ့သူပြောတဲ့စကားလေးတော့ကောင်းတယ်သူကတပည့်တော်တို့မှာတဲ့ခန္ဓာ2မျိုးရှိတယ်ယုတ်ခန္ဓာနာမ်ခန္ဓာပြောခန္ဓာဘယ်နှမျိုးလဲယုတ်ခန္ဓာနဲ့နာမ်ခန္ဓာယုတ်ခန္ဓာဆိုတာဒီ body ကြီးလေ
ဒီဘောမှာဝတ်ထားတဲ့အဝတ်ကိုနေတိုင်းလျှော်ကြတယ်ဖွတ်ကြတယ်မလျှော်ရင်ဝတ်မရတော့ဘူးလူတဲ့သွားမရတော့ဘာလို့လို့နန်းစော်ဟောင်းလောင်သွားတာလေတခါနဲ့လူချားနဲ့သွားမယ်ဆိုရင်မလျှော်မဖွတ်တဲ့အဝတ်နဲ့လူချားနဲ့သွားမယ်ဆိုလေကိုယုံကြည်ချက်ပြောက်သွားတယ်အာနန်းများနေမလားဟုတ်တယ်မလားသူများဒုက္ခပေးနေမလားတခါကိုများအထင်သေးနေမလားဆိုတာတွေနဲ့စိတ်ကမလုံတော့ဘူးဒါကြောင့်အဝတ်တွေကိုနေတိုင်းမလျှော်ဘူးလားလျှော်လားမဖွက်ဘူးလားဖွက်လားအဲ့ဒါကဘယ်မှာဝတ်တဲ့အဝတ်တုံးဆိုရင်ရုပ်မှာဝတ်တဲ့အဝတ်ပါတဲ့ရုပ်မှာဝတ်တဲ့အဝတ်ကိုလူတွေကလျှော်ဖွက်ကြတယ်သို့တော့စိတ်မှာဝတ်တဲ့အဝတ်နာမ်ခန္ဓာမှာဝတ်တဲ့အဝတ်ကြတော့မလျှော်ဖွက်ကြဘူးတဲ့ဘဝအဆက်ဆက်တန်ရာအဆက်ဆက်ကနေနာမ်ပေါ်မှာဝတ်လာတဲ့အဝတ်တွေမရှိဘူးလားစိတ်ပေါ်မှာဝတ်လာတဲ့အဝတ်တွေပေါ့လောဘဝတ်တွေဒေါသဝတ်တွေမောဟတွေမာနတွေအိတ်သားတွေမစ္စရိယတွေမနာလိုတာတွေညူဆိုတာတွေမကျေနပ်တာတွေဒေါသတွေတောကတွေနဲ့တခါတဲ့စိတ်မှာခြုံထားလိုက်တာစိတ်ကညစ်သွားတာမှန်လားစိတ်ဆိုတာသိတတ်တဲ့သဘောတရားလေးပဲ तू ကရေစင်နဲ့တူတယ်အဲ့စောတော့ပြောတဲ့ယာကတို့ဆိုတာတွေက तू ကဆိုးရင်နဲ့တူတယ်အယောင်လာဆိုးလိုက်တဲ့အခါညစ်သွားတော့တာပဲဒီလိုဆိုရင်စိတ်ကယာကဆိုရင်အနီကိုကြီးထားလိုက်ပါတော့သူဖြူစင်းနေတဲ့အပေါ်မှာအနီရောင်ကြီးလာပြီးတော့ဆိုးလိုက်တာလေတို့တော့မချွတ်ဘူးဆိုလို့ရှိရင်ဒီအနေကြီးကဝေးနေတော့မှာတရက်လည်းမလျှော်မဖွယ်ဘူးနှစ်ရက်လည်းမလျှော်မဖွယ်ဘူးသုံးရက်လည်းမလျှော်မဖွယ်ဘူးဆိုလို့ရှိရင်ဘေးဘောကြောင့်လည်းလက်ခုစုပ်ထက်ပိုးဆိုးသွားမှာပေါ့ဒါကြောင့်ခင်ဗျားတို့ရဲ့စိတ်ကျွတ်တို့ရဲ့စိတ်တွေကိုလက်ခုစုပ်ထက်မဆိုးစီနဲ့ဘာလို့မှလို့လျှော်ဖွတ်ပေးရမယ်စောစောတကားပြောတာတတိတော်စိတ်ကိုနေတိုင်းလာလျှော်ဖွတ်တာတဲ့ချွေချင်းမြင်ဘုရားထဲမှာနော်စိတ်ကိုနေတိုင်းလာလျှော်ဖွတ်တာတဲ့ရုပ်အဝတ်ကိုလျှော်ဖွတ်တဲ့ကဲ့သို့စိတ်အဝတ်ကိုလည်းလျှော်ဖွတ်တယ်အေးစိတ်မှာအညစ်အကြေးတွေတင်တယ်အခုပြောသွားပြီစိတ်အညစ်အကြေးဆိုတာယာကတဲ့ချစ်တာတွေကြိုက်တာတွေတတ်မဲ့တာတွေဆွဲလန်းတာတွေကာမဂုဏ်စိတ်တွေအာယုံစိတ်တွေလိုချင်တာတွေတတ်မဲ့တာတွေဒါတွေကအညစ်အကြေးတွေပါပဲစိတ်မှာပေတဲ့အညစ်အကြေးတွေလူတွေကိုညစ်ကြေးစေတဲ့ဟုတ်တယ်မလားအပေဒုက္ခဆင်းရဲဒုက္ခမျိုးစုံကိုရောက်စေတတ်တဲ့အရာတွေဖြစ်တဲ့အတွက်ကြောင့်အညစ်အကြေးလို့ခေါ်ပါတယ်ရွှွညွန်လို့ခေါ်ပါတယ်ကဲနောက်ထပ်ဘာတွေရှိသေးလဲဆိုရင်ဆိုဒေါသဆိုတာရွှွညွန်ပါစိတ်မှာပေတတ်သည်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 ဒေါသဆိုတာရွှွညွန်တဲ့စိတ်မှာပေတဲ့အညစ်အကြေးကြီးတစ်ခုပဲတဲ့တခါဒေါသထွက်လိုက်တိုင်းကိုယ်စိတ်မှာတခါညစ်ကြေးသွားပြန်ပြီတခါအညစ်အကြေးတစ်ခုဖြစ်သွားပြီဒါကြောင့်ဦးဇင်းတို့စိတ်တွေကိုဒေါသနဲ့ပေးမတွေ့နဲ့ဒေါသနဲ့ပေးတွေ့လိုက်တဲ့ဒေါသကအညစ်အကြေးကြီးတစ်ခုနဲ့ကိုယ်စိတ်ကိုလွှမ်းသွားတာမှန်လားအမှန်ကိုလည်းမသိတော့ဘူးအမှားကိုလည်းမသိတော့ဘူးကောင်းကျိုးလည်းမသိတော့ဘူးဆိုးကျိုးလည်းမသိတော့ဘူးမှန်လားဒါကြောင့်စိတ်အညစ်အကြေးပါပဲကဲနောက်ထပ်ဆိုမောဟဆိုတာရွှွညွန်မှာစိတ်မှာပေတတ်သည်မောဟဆိုတာရွှွညွန်မှာစိတ်မှာပေတတ်သည်မောဟဆိုတာရွှွညွန်ပါစိတ်မှာပေတတ်သည်မောဟဆိုတာရွှွညွန်ပါစိတ်မှာပေတတ်သည်မောဟလည်းရွှွညွန်ပါပဲတဲ့ကဲနောက်ဆိုမာနဆိုတာရွှွညွန်ပါစိတ်မှာပေတတ်သည်မာနဆိုတာရွှွညွန်ပါစိတ်မှာပေတတ်သည်မာနဆိုတာရွှွညွန်ပါစိတ်မှာပေတတ်သည်မာနလည်းရွှွညွန်ပဲတဲ့ကောင်းတဲ့တရားလားမကောင်းတဲ့တရားလားနောက်ဆိုဒိဋ္ဌိဆိုတာရွှွညွန်ပါစိတ်မှာပေတတ်သည်ဒိဋ္ဌိဆိုတာရွှွညွန်ပါစိတ်မှာပေတတ်သည်ဒိဋ္ဌိဆိုတာညွန်ပါစိတ်မှာပေတတ်သည်ဒိဋ္ဌိဆိုတာအမှန်ကိုမမြင်တာနော်အမှန်ကိုမမြင်တာအဖြူကိုအဖြူလို့မသိတာအမဲကိုအမဲလို့မသိတာအဲ့ဒါဒိဋ္ဌိပဲ wrong view wrong understanding ပေါ့
မှားယွန်းစွာနားလေသဘောပေါက်နေတာကုသိုလ်ပြုလို့ရှိရင်အကျိုးမရဘူးအကုသိုလ်ပြုလဲဘာမှမဟုတ်ပါဘူးကွာဆိုတာမျိုးကဒါဒိဋ္ဌိပဲကုသိုလ်တွေလုပ်တယ်မဟုတ်ဘူးဟာလုပ်လဲအကျိုးပေးခြင်းမှပေးတာပါ wrong view wrong understanding နော်အကုသိုလ်လုပ်လဲကွာဘာဖြစ်ပါဘူးဆိုတာမျိုးပေါ့ကဲကုသိုလ်လုပ်ရင်ကောင်းကျိုးမရောက်လာရမလားငါကုသိုလ်လုပ်တာကောင်းကျိုးမရဘူးလို့ထင်တာအဲ့ဒါမှားယွန်းစွာနားလဲသွားတာအဲ့ဒါစိတ်အညစ်အကြေးဖြစ်သွားတာမှန်ကန်စွာသိရမှာမသိတော့တာလေအညစ်အကြေးကဖုံးသွားတော့တာအကုသိုလ်လုပ်လဲကွာဘာဖြစ်ပါဘူးဆိုတာဟောမကောင်းမှုမကောင်းကျိုးပေးမယ်လို့သူလက်မခံတော့တာပေါ့ဒါကြောင့်ကောင်းတာလုပ်ရင်ကောင်းကျိုးကပေးကိုပေးမှာပဲဘယ်သူလုပ်လို့အဲ့ဒါတားလို့မရဘူးစီးလို့မရဘူးကောင်းတာလုပ်တဲ့သူတွေကောင်းကျိုးမပေးဘူးလားပေးမှာလားကောင်းကျိုးပေးနေတဲ့လူတွေကိုမပေးအောင်ဘယ်သူမှလုပ်မရဘူးနော်ကောင်းကျိုးရှိတဲ့လူဘယ်ရန်သူမှနှောက်ယှက်လို့မရဘူးဒါကြောင့်ကျိုးတို့ရန်သူမျိုးကားမှာကင်းဝေးခြင်းတယ်ဆိုရင်ဘာလုပ်ရမှာလို့ကောင်းမှုပဲလုပ်ရမှာအေးမကောင်းမှုရှိရင်လည်းဘယ်သူမှကဲမရဘူးနော်ကဲမရဘူးဒုက္ခတွေအန္တရာယ်တွေပြဿနာတွေခက်ခဲတွေရင်စည်းပြီးတော့ခံရတာဆိုတာအခြားကြောင့်လားမကောင်းမှုကြောင့်လားဘယ်သူလုပ်ခဲ့တာလဲကိုလုပ်ခဲ့တာကိုနဲ့တန်တဲ့အရာကိုရတာလေကိုနဲ့တန်တဲ့ဘဝကိုဖြစ်နေတာလေဒါကြောင့်လက်ခံရမယ်မို့လားကိုဘဝအကောင်းဆုံးတည်ထောင်ဖို့ဆိုလို့ရှိရင်ကောင်းမှုနဲ့ပဲတည်ဆောက်ကောင်းကံနဲ့ပဲတည်ဆောက်ရမယ်မှန်လားစောစောပြောတဲ့ရှင်းညွန်အငြိအကျေးတွေစိတ်တွေမှာမဖြစ်စေဖို့အရေးမကြီးလားအရေးကြီးလားညီလေးဟာတဲ့မင်းကြောက်စိတ်တွေဝင်းနေတယ်ဆိုလို့ရှိရင်မင်းညွန်ကင်းတဲ့ရေစင်ရေကောင်းတွေကိုချိုးပါကွာဆိုတော့လောဘကင်းအောင်နေဒေါသကင်းအောင်နေမောဟတွေကင်းအောင်နေမာနတွေကင်းအောင်နေဒိဋ္ဌိတွေကင်းအောင်နေအာကုသိုလ်တွေကင်းအောင်နေအဲ့လိုအာကုသိုလ်တွေကင်းသွားပြီလောဘဒေါသမောဟမာနတွေကင်းသွားပြီဆိုလို့ရှိရင်ကြောက်စိတ်မပြောက်ဘူးလားပျောက်လားကြောက်စိတ်တာပျောက်သွားပြီဆိုလို့ရှိရင်အနှိမ်ဆုံးအနာဂံဆိုကြောက်စိတ်ကင်းပြန်အနာဂံယဟန္တာလည်းဖြစ်နိုင်သည်ကြောက်စိတ်ကင်းပြန်အနာဂံယဟန္တာလည်းဖြစ်နိုင်သည်ကြောက်စိတ်ကင်းပြန်အနာဂံယဟန္တာလည်းဖြစ်နိုင်သည်ကြောက်စိတ်ကင်းပြန်အနာဂံယဟန္တာလည်းဖြစ်နိုင်သည်ကြောက်စိတ်ကင်းရင်အနာဂံဖြစ်မယ်တဲ့ဘာဖြစ်မှာလို့ဒါဆိုရင်အနာဂံမဖြစ်သေးရင်ကြောက်စိတ်မပြောက်သေးဘူးမှန်လားအေးဒါကြောင့်ဦးဇင်းတို့တွေတော်ကောင်းနေကြောက်စိတ်ကင်းဖို့ဆိုလို့ရှိရင်အနာဂံဖြစ်တဲ့ဒီအနေဆုံးခရီးဆက်ရမယ်လောဘဒေါသမောဟမာနတရားတွေကိုပယ်တတ်သွားရမယ်မှန်လားအဲ့လောဘဒေါသမောဟမာနတရားတွေကိုပယ်တတ်နိုင်တယ်ဆိုလို့ရှိရင်အနာဂံဖြစ်ယဟန္တာဖြစ်ပြီးတော့အဲ့ဒါချမ်းသာမှာပဲကဲညီလေးဆိုလားတုံလေးလားမေးတဲ့မေးခွန်းတွေကိုအကိုကြီးကဖြေတယ်အကိုကြီးပြောတဲ့ဟောတဲ့တရားတွေကိုညီလေးကနားတယ်ပေါ့နောက်ထပ်ဘာကြံသေးလဲဆိုလို့ရှိရင်သဗ္ဗံသေတမလံပဝဟယချွေးအညစ်အကြေးတွေကိုလည်းဆေးကြောလိုက်ပါတဲ့အကိုကြီးဟာကျွန်တော်တို့မှာချွေးအညစ်အကြေးဆိုတာအသုံးတော့မရှိပါဘူးတဲ့ချွေးအညစ်အကြေးဆိုတာဘယ်ဟာလဲအဲ့ခါမှာအကိုကြီးကပြောတယ်ဘာလဲဆိုရင်ပါပံသေတမလန္တိဟုတ်စတိကိုကြောင့်ဖြစ်တဲ့မကောင်းမှုဆိုတာချွေးအညစ်အကြေးနဲ့တူတယ်နှုတ်ကြောင့်ဖြစ်တဲ့မကောင်းမှုအကုသိုလ်တွေဆိုတာချွေးအညစ်အကြေးတွေနဲ့တူတယ်စိတ်ကြောင့်ဖြစ်တဲ့မကောင်းမှုအကုသိုလ်တွေဆိုတာချွေးအညစ်အကြေးတွေနဲ့တူတယ်ဒါကြောင့်တရားနဲ့အဲ့ဒီကာယကမကောင်းမှုအကုသိုလ်တွေကိုပြောင်းစင်အောင်ဆေးရမယ်ဝစီကမကောင်းမှုအကုသိုလ်တွေကိုတရားနဲ့ပြောင်းစင်အောင်ဆေးရမယ်မနောကမကောင်းမှုအကုသိုလ်တွေကိုတရားနဲ့ပြောင်းစင်အောင်ဆေးရမယ်အကုသိုလ်ဆိုတာအညစ်အကြေးနဲ့တူတယ်ကုသိုလ်ဆိုတာရည်စင်နဲ့တူတယ်ကုသိုလ်ကဘာနဲ့တူလဲဒါဆိုရင်မကောင်းမှုအကုသိုလ်အညစ်အကြေးတွေကင်းဖို့ဥစဉ်တော့ဘာလုပ်ရမှာလဲကုသိုလ်လုပ်ရမှာမှန်ရလားကုသိုလ်ဆိုတဲ့ရည်စင်နဲ့ဆေးရမယ်မှန်ရလားဒါကြောင့်ညီလေးမကုသိုလ်ရည်စင်နဲ့တာဆေးပြေတဲ့ကုသိုလ်ရည်စင်နဲ့ဆေးလို့ရှိရင်အာကုသိုလ်မကင်းဘူးလားကင်းလားကဲအာကုသိုလ်ကင်းတယ်ဆိုတဲ့လူဟာသေရမှာကြောက်ပါအောင်မလားမကြောက်တော့ဘူးအာကုသိုလ်ကင်းတဲ့လူကမကြောက်ဘူးဟိုတောင်သမားအင်းသားမှာတခါကြီးတယောက်ရှိတယ်အလုံးမတန်ဟို
သာသနာတော်အားကိုးရပါတယ်ဦးဇင်းတို့ရှေ့ဆန်းတဲ့ယရနာဖြိုးဝေကျောင်းတိုက်အတွက်တော်တော်ပဲအားကိုးရတဲ့တက္ကကြီးမိသားစုပါအဲ့တက္ကကြီးနေမကောင်းရှာဘူးနေတာမကောင်းတာသေမှာကြောက်လားဆိုတော့မကြောက်ဘူးတဲ့အဲ့တက္ကကြီးကလာပြောတာဘုန်းကြီးတက္ကကြီးနေမကောင်းဘူးသေမှာတော့မကြောက်ဘူးတဲ့ဗျာတဲ့သူကအဲ့လိုပြောတယ်ဘယ်ကြောက်မလဲလို့သူကမြေအိုးနဲ့ရွှေအိုးလဲမဲ့လူကဲဘာအိုးနဲ့ဘာအိုးလဲမလို့လူခန္ဓာကိုယ်ဆိုတာမြေအိုးကြီးနဲ့တူတယ်လူခန္ဓာကိုယ်ကလဲသွားလို့ရှိရင် तू ကအ ਨੇ ဆုံးနတ်ခန္ဓာကိုယ်တော့ရမလေဘာရှိလို့တော့ကုသိုလ်ရှိလို့မကောင်းမှုကင်းလို့မကောင်းမှုရှိရင်အပယ်ကြမှာအပယ်ကြမယ်မကောင်းမှုကို तू ကကုသိုလ်ရည်စင်းနဲ့ဆေးပြစ်ပြီးပြီဒီလိုဆိုရင်ဘာလုပ်သွားပြီအပယ်တကားပိတ်သွားပြီကျွတ်တို့အပယ်တကားပိတ်ချင်မကောင်းမှုကိုကုသိုလ်ရည်စင်းနဲ့ဆေးပြစ်မှန်လားအကုသိုလ်တွေဟာအညစ်အကြေးတွေတာဖြစ်ခဲ့မယ်ဆိုလို့ရှိရင်ကုသိုလ်တွေဟာရည်စင်နေပါအကုသိုလ်တွေဟာကျွတ်တို့ခင်ဗျားတို့အတွက်အစိတ်တောက်တွေတာဖြစ်ခဲ့မယ်ဆိုလို့ရှိရင်ကုသိုလ်တွေဟာဖြည့်စည်းနေပါတဲ့အကုသိုလ်တွေဟာမီးတောင်မီးလျံတွေဖြစ်ခဲ့မယ်ဆိုလို့ရှိရင်ကုသိုလ်တွေဟာရည်စင်ရည်အေးတွေပါဒါကြောင့်ရည်စင်ရည်အေးနဲ့ကျွတ်တို့ကအညစ်အကြေးဆိုရင်ဆေးရမှာပဲမီးပူဆိုရင်လည်းပဲငြိမ့်ပြရမှာပဲမှန်လားအစိတ်တောက်တွေဆိုလည်းပဲဖယ်ရှားပြရမှာပဲဘာနဲ့ဖယ်ရှားမလဲကုသိုလ်နဲ့ဖယ်ရှားရမယ်ဒါကြောင့်ကိုယ်ကြောင့်ဖြစ်တဲ့မကောင်းမှုအကုသိုလ်အငြိအကျေးတွေကိုကုသိုလ်နဲ့တာဆေးကြောပါနှုတ်ကြောင့်ဖြစ်တဲ့မကောင်းမှုအကုသိုလ်အငြိအကျေးတွေကိုကုသိုလ်နဲ့တာဆေးကြောပါစိတ်ကြောင့်ဖြစ်တဲ့မကောင်းမှုအကုသိုလ်အငြိအကျေးတွေကိုလည်းပဲကုသိုလ်နဲ့တာဆေးကြောပါမကောင်းမှုပြောင်းစင်သွားလို့ရှိရင်ကြောက်စိတ်ရှိပါအောင်မလားဘာလို့ဒီတဲ့ဆိုတဲ့ဘဝမရောက်တော့ဘူးလေဟုတ်တယ်မလားဆိုတဲ့ဘဝဒုက္ခရောက်တဲ့ဘဝဆင်းရဲတဲ့ဘဝရောက်တယ်ဆိုတာအခြားကြောင့်ရောက်တာလားအာဟုတုကြောင့်ရောက်တာလားဒါကြောင့်ကျွတ်တို့ကအတိတရားနဲ့အာဟုတုတွေကိုရှင်းရမယ်ဒါကြောင့်အဲ့ဒါမဟာတုံနိလဆိုတဲ့ဝေမင်းညာညီလေးမင်းမှာရှိနေတဲ့ချွေးနဲ့တူတဲ့ကိုယ်အညစ်အကြေးနှုတ်အညစ်အကြေးစိတ်အညစ်အကြေးတွေကိုကုသိုလ်ရည်စင်းနဲ့ဆေးပလိုက်တဲ့မင်းမကြောက်နဲ့ဆက်ပြောသေးတယ်ဘာပြောလဲဆိုလို့ရှိရင်နဝန္စဝိလေပနာကဏ္ဍဟိမင်းအသစ်ဖြစ်တဲ့တဏ္ဍခါလဲလိမ့်လိုက်ကွာဟာအကိုကြီးဟာကျွန်တော်တို့ဝတ်တွေအသုံးတော့မဟုတ်ပါဘူးဘယ်လိုတဏ္ဍခါလိမ့်ရမှာတော့ဆိုတဲ့အခါကျသီလင်းစနဝံဝိလေပနံသီလဆိုတဲ့တဏ္ဍခါကိုလိမ့်လိုက်ပါသီလဆောင်ခိုင်းတာဘာလို့ခိုင်းတာလဲသီလဆိုတာနတ်သားပါတဏ္ဍခါပါမိတ်ကပ်ပါအလှတကအလှဆုံးဖြစ်မှာပါအလှတကအလှဆုံးဖြစ်ခြင်းသီလတဏ္ဍခါကိုလိမ့်တဲ့ကျတို့ဒီမှာအပြင်မှာရှိတဲ့တဏ္ဍခါတွေမိတ်ကပ်တွေဆိုတာလူနဲ့လိုက်ချင်မှလိုက်မှာသီလကတော့ဘသူနဲ့မစုံမလိုက်ဘူးလားလိုက်လားဒါကြောင့်မင်းစင်ရသား၄ပါးမျိုးနွယ်ရွယ်ပြိုးရွယ်လင်းစင်တိုင်းသိ၏သီလယရဏမြတ်တန်စားကမင်းစင်ရသားမခွဲခြားဘူးသီလကိုမင်းမဆောင်ရတယ်စင်ရသားမဆောင်ရတယ်ဒီလိုမရှိဘူးတဲ့မင်းစင်ရသားမခွဲခြားဘူး၄ပါးမျိုးနွယ်ရွယ်ပြိုးရွယ်လင်းစင်တိုင်းသိ၏သီလစောင့်တိုင်းလှတယ်တဲ့လှခြင်းမလို့မလို့ကဲလှခြင်းတဏ္ဍခါလေးရမလားသီလဆောင်မလားတလွဲကြီးတော့မလုံးနဲ့တော့တလွဲကြီးမလုံးနဲ့ကဲအဲ့ဒါတကယ်လှအောင်ဘာလုပ်ရမလဲဆိုတာသိသွားပြီမလားလှလဲလှချမ်းလဲချမ်းသာအေးလဲအေးလိမ့်မယ်ဒါကြောင့်မလို့သီလကိုတချို့ကသီတလဆိုတာငြိမ်းအေးခြင်းနဲ့လည်းတွဲပြောကြတယ်ပါဠိစလုံးမှာသီတလဆိုတာငြိမ်းအေးခြင်းအဲ့ဒီသီတလဆိုတာဘယ်ကလာလဲဆိုသီလကလာတာတဲ့ဟုတ်တယ်မလားအလဲကောင်မှာတတလုံးထည့်လိုက်တာတဲ့ထည့်လိုက်တဲ့ခါကျသီတလမျိုးဖြစ်သွားတယ်အဲ့တော့သီလရှိတဲ့လူတွေကတတလုံးရောက်လာတော့ဘာဖြစ်သွားလဲဆိုငြိမ်းအေးခြင်းလို့အဓိပ္ပာယ်ရတယ်ဒါကြောင့်ငြိမ်းအေးခြင်းဘာလို့ရတော့တဏ္ဍခါလိန်ရတယ်ငြိမ်းအေးခြင်းဘာလို့ရတော့ဘာတဏ္ဍခါလိန်ရမှာတော့စန္ဒကူတို့ဘာလို့ပို့ပြီးတော့လိန်ရင်ပို့အေးတယ်မလားတဏ္ဍခါမမတဏ္ဍခါတွေလိန်တော့မအေးဘူးလားအေးလားအဲ့ဒါတွေဘယ်ဟာပို့အေးတယ်စန္ဒကူကအေးတာမဟုတ်ဘူးလားတဲ့ဖွေးတော့အဲ့ဒါလိန်ရတယ်မလားကဲအေးဆုံးအရာတော့အေးဆုံးတဏ္ဍခါပဲတဏ္ဍခါတယ်လေသ
သီလတဏ္ဍခါလိမ့်မှာတဲ့အဲသီလတဏ္ဍခါဆိုတော့5ပါး10ပါး10ပါးမရှိဘူးလားရှိလားစောင့်ရလားစောင့်ပြီးရင်ကျိုးသွားတာတွေပါလေမရှိဘူးလားကဲဒါဆိုမကျိုးအောင်စောင့်မယ်ဘယ်လိုစောင့်မလို့မကျိုးအောင်စောင့်မယ်ဆိုဘယ်လိုစောင့်မလို့ဆိုလို့ရင်အိတ်တဲ့ခါမှစောင့်မှာအိတ်တော့မယ်ဆိုမှလုံးဝ the last နော်နောက်ဆုံးဘာမှမလုပ်တော့ဘူးဆိုမှအိတ်ပြီးဆိုမှဟေးငါတော့အိတ်တော့မယ်ဟေးဆိုပြီးတော့သီလစောင့်အလုံးကိုကြော်ညာပြီးတော့သီလစောင့်ရမယ်နော်ဤယူမှတ်တာနဲ့ဘယ်လိုစောင့်ရမှာလို့ကြော်ညာပြီးတော့စောင့်မကျိုးတော့ဘူးတဲ့ဘာလို့လို့အိတ်ပြလိုက်တာဟုတ်ကဲသီလမကြောအောင်ဘယ်လိုစောင့်မှာလို့အဲ့သီလကြီးတော့ဖြစ်မှာပေါ့ဟုတ်တယ်မလားအမလေးသီလလုံအောင်တော့အိတ်ဆောင်ရတယ်ဟေးဆိုလို့ဖြစ်နေဟုတ်လားဒေးထိုင်းမှာသီလလုံအောင်စောင့်ရင်ပိုမကောင်းဘူးလားအခုကတော့စလိထိုင်းမှာစောင့်ရတာလေမလုံအောင်ကအဲ့တော့အိတ်ချိန်မှာစောင့်ရတဲ့သီလနဲ့ဒေးထိုင်းမှာဒီစောင့်ရတဲ့သီလဘယ်သီလအသာမလဲဟုတ်တယ်မလားဒီနိုးကြားနေတဲ့အချိန်မှာစောင့်ရတဲ့သီလကပို့ပြီးတော့ကောင်းပါလေတဲ့ဒါကြောင့်ရှင်းလူကြီးတွေတော့ပြောကြတာသီလအများလုံကျင်လို့ရှိရင်တော့မကြိုးကျင်လို့ရှိရင်တော့ဘယ်ချိန်စောင့်မှာတော့လုံးဝအိမ်မှာနော်လုံးဝအိမ်မှာဒီတော့အေးသေးသွားလဲကြောင်းမစမ်းတော့ဘူးလေဘာလို့တော့အဲသီလနဲ့ကိုတို့အခုဆိုမန္တလေးဆိုရင်ပြဿနာတွေရှိတယ်အနေတွေရှိတယ်ငရင်တွေကလည်းဘယ်ချိန်ဆိုလုံနေရမလားလှုပ်ချင်လှုပ်ကွာကဲသီလနဲ့အိတ်လိုက်မယ်ဆိုလို့ရှိရင်အိတ်ပြော်နေတော့ငရင်လှုပ်လို့ပြီးသေးလဲဘာနဲ့သိမှာတော့အဲကြောက်စရာမလိုတော့ဘူးဒါကြောင့်အိတ်ကနေရင်တရဏဂုံတင်းဟုတ်တယ်မလားပြီးဘာလို့ရမလဲသီလစောင့်မကြိုးစီနဲ့နော်အေးအဲ့လိုစောင့်လဲဆိုလို့ရှိရင်နော်နိုးလာတော့လဲဘာနဲ့နိုးလာတော့သီလနဲ့ပဲနိုးလာတာအေးအဲ့ဒီသီလတဏ္ဍခါကိုလိမ့်ပါတဲ့အဲ့ဒီသီလတဏ္ဍခါဘယ်တော့မှအနတ်မပြေပါဘူးဆိုပြီးတော့ညီလေးစုလတုံနိလကိုအကိုကြီးဝတ်မင်းတရားဟောတယ်အဲ့ဒီတရားကိုဘယ်သူကြားတော့ဆိုတဲ့အခါကျဗာရဏသီဘယံကြားတယ်ဗာရဏသီဘယံနဲ့လားဆိုတော့မို့အိတ်ရှိမင်းသားတွေရောအကုန်လုံးမူကြီးမရတွေရောအကုန်ကြားတိုင်းသူပြည်သားတွေရောအကုန်ကြားပြီးတော့တတိုင်းပြည်လုံးအဲ့ဒီတရားကိုနာကြတယ်တဲ့တရားရဲ့အစွမ်းအမခံမဲ့နော်အဲ့တော့ကိုနန်းပြောနေသလိုဘာတော့မှဆိုတရားတန်နဲ့တူလိုက်တာဆိုပြီးတော့အဲ့ဒါနားထောင်နေရင်တရားတန်ဒီရောက်လာရင်နဲ့အကုန်လုံးနောက်ဆုံးကြတော့ဘယင်ရောအိတ်ရှိမင်းသားတွေရောအကုန်လုံးဟာအဲ့ဒီဝက်ချန်နန်းမှာစုပြီးသားဖြစ်သွားကြတယ်ဘယ်သူတရားနားနေရတော့ဝတ်တရားနားနေရတယ်ဝတ်တရားနားနေရတယ်ဒါပေမဲ့ကောင်းတဲ့တရားမဟုတ်လားကောင်းတဲ့တရားဆိုဘယ်သူတရားဖြစ်ပဲမနာဘူးလားနားမလားဩအလွန်ကောင်းတဲ့တရားတွေဒီလိုတရားတွေငါတို့တစ်ခါမှမနာဘူးအလုံးမတန်တန်ဖိုးကြည့်တယ်ကဲဒီတရားတွေကိုဟောပေးပေါ်ရတဲ့ဒီမဟာတုံနိလဆိုတော့ဝမင်းကြီးကိုတော့ဖြင့်ငါပူဇော်အောင်မယ်ဆိုပြီးတော့ဗာရဏသီဘယင်ကတခါတဲ့နတ်သားကြီးတွေချို့ဗရမ ्या လွယ်ဆဲတွေဆွဲပြီးတော့မင်းအဖြစ်နဲ့ပူဇော်လိုက်တယ်တဲ့ကဲဘယ်သူဘယင်ဖြစ်သွားတော့မဟာတုံနိလဘယင်ဖြစ်သွားတယ်ဟုတ်တယ်မလားဘယ်သူဘယင်ဖြစ်သွားတော့အဲ့ဒီဝမင်းကြီးရဲ့တရားတွေအဆုံးအမတွေနဲ့နေကြတော့တာတဲ့စောစောတော့ကမူးတယ်ဆိုတဲ့လူတွေလည်းပဲတရားတန်ကြတော့အကုန်လုံးအမှုတွေပြေသွားသူတို့ကိုတခါတည်းသားတတ်ဖို့ရောင်းတဲ့အမေလည်းပဲအမှုတွေပြေပြီးတော့တခါတည်းသားချစ်စိတ်တွေပြန်ဝင်လာတယ်ဘယင်ကတော့ဒီသားနှစ်ကောင်ဒီဝက်နှစ်ကောင်ကိုစောင့်ရှောက်ထားတဲ့အမေကြီးကိုအဲ့ဒီမှာနေစားရွာစားပေးပြီးတော့ချီးမြှောက်လိုက်တယ်ကဲဒီပညာရှိဝက်နှစ်ကောင်ကိုတော့ကျုပ်ပေးလိုက်ပါတော့ဆိုပြီးတော့အဲ့ဒီနေရာတွေနန်းသားကြီးတွေချောပြီးတော့ဗရမ ्या လဲဆွဲတွေဆွဲပြီးတော့နန်းတော်တွေပင့်သွားပြီးတော့ထီးနန်းနဲ့ပူဇော်လိုက်တယ်ဘာကိုပူဇော်တာတော့တရားကိုပူဇော်တာမှန်လားတရားကိုပူဇော်တယ်ဆိုတာအဲ့လိုပူဇော်တာလေနောက်ကြတော့လည်းအဲ့ဒီဝမင်းရဲ့အဆုံးအမနဲ့နေတာဝက်ကဘလောက်တောင်အသက်ရှိတယ်ဆိုလို့ချင်းဘယင်ကအရင်သိသွားအဲ့ဒီဝမင်းရဲ့အဆုံးအမနဲ့နှစ်ပေါင်း6000ကြာအောင်ဗာရဏသီတို့အဲ့ဒီနိုင်ငံတွေအကုန်လုံးဟာဝမင်းရဲ့တရားနဲ့နေကြတာတဲ့အကုန်လုံးချမ်းသာပြီးတော့ငြိမ်းအေးခဲ့ကြတယ်ကဲဒါဗာရဏသီတွေမကပါဘူးကျွတ်တို့လည်းပဲဒီတရားတွေနဲ့နေမချမ်းသာဘူးလားချမ်းသာမလားချမ်းသာခြင်းကျွတ်တို့လည်းပဲတရားနဲ့မနေအောင်လားနေရမလားအာဟုသောအညစ်အကြေးတွေကိုမဆေးကြောအောင်လားဆေးကြောအောင်မလား
သီလတွေကိုမစောင့်ရအောင်လားစောင့်မလားသီလတဲ့မြတ်တဲ့သမထဝိပဿနာဘာဝနာတရားတွေလည်းအားထုတ်ရမယ်မှန်လားအဲ့ဒီမှာသုလတုံနိလကတော့အဲ့ဒီမှာအခုမြတ်စွာဘုရားလက်ထက်မှာသေခြင်းကိုကြောက်တတ်တဲ့ဦးစင်းကလေးဖြစ်လာခဲ့တယ်ဝမင်းကြီးကတော့မြတ်စွာဘုရားဖြစ်လာတယ်ဗာရာဏသီဘုရင်ကတော့ရှင်အာနန္ဒာဖြစ်လာခဲ့တယ်တဲ့ကဲဘဝတွေကတန်မြာခရီးသွားကြတဲ့အခါမှာအမျိုးမျိုးအဖုံဖုံမရှိဘူးလားရှိလားအဲ့လိုခရီးသွားကြတဲ့နေရာမှာကောင်းတဲ့ခရီးသွားဖို့တို့ကကောင်းကံနေနဲ့သွားကြရမယ်မှန်လားဒါကြောင့်ခဏကနေစပြီးတော့မကောင်းမှုတွေကိုရှင်းကောင်းမှုတွေကိုတွန်းပြီးတော့ကောင်းတဲ့ခြေထောက်တွေကောင်းတဲ့လက်တွေကောင်းတဲ့နှုတ်တွေကောင်းတဲ့မျက်လုံးတွေနဲ့သွားကြလှုပ်ကြကြင်ကြပြောကြဆိုကြကြည့်ကြဓမ္မသာလျင်ဘဝတွေကကောင်းတဲ့ကောင်းလာလိမ့်မယ်မှန်လားဒါကြောင့်မဟာတုံနိလဝမင်းရဲ့တရားတော်ကြီးကိုနာရတာဖြစ်တဲ့ကြောင့်ထိုတရားတော်နဲ့လျော်ညီအောင်နေထိုင်နိုင်ကြ၍ဘေးရန်နေကင်းတဲ့ကင်းကြချမ်းသာတဲ့ချမ်းသာကြစိတ်တွေကိုဖြူးစင်တဲ့ဖြူးစင်အောင်နေနိုင်ကြသီလတွေကိုများတဲ့များအောင်စောင့်နိုင်ကြပြီလေနောက်ဆုံးအချမ်းသာကြီးချမ်းသာရာဖြစ်သောနိဗ္ဗာန်ချမ်းသာကိုညံမကြကိုယ်စီကိုငါမျက်မှောက်ပြုလွယ်နိုင်ကြပါစေကုန်သတည်း